ထေဆန်းအသက်ကိုမငဲ့ကွက်တော့ဘူးလားကျွန်တော်ရဲ့အလုပ်ရှင်ကြီးကျွန်တော်တောင်းပန်ပါတယ်တပြားချင်းစီကတော့တကယ်ကိုအရင်မရှုံးယုံတင်မဟုတ်ပါဘူးမျိုးစိတ်ဖိုးတောင်ပြန်မရနိုင်ပါဘူးတမိသားစုလုံးကလည်းစာဝတ်နေရေးအတွက်စောင့်နေကြတာမို့လို့နှစ်ပြားလောက်ဆိုရင်တော့အဆင်ပြေနိုင်မလားခင်ဗျာဘာတွေတွေးနေတာလဲအဖိုးကြီးဒီတဝိုက်မှာရှိတဲ့ကြက်သွန်ဖြူတွေကတောင်းလို့ပုံနေတာကိုကျွန်တော်ကတပြားပဲပေးနိုင်တယ်ကျွန်တော်ကခမ ्या ကိုတနာလို့ပါခမ ्या မရောက်ရင်လေအလူရဲ့ဝယ်မဲ့သူတွေအများကြီးရှိတယ်ဖဲကြအဆင်ပြေရဲ့လားဦးလေးဒဏ်ရာတွေဘာတွေရသွားသေးလားမရပါဘူးကျွန်တော်ရဲ့ကြက်သွန်ဖြူတွေဦးလေးအရင်ဆုံးဒီမှာခဏလောက်နားလိုက်ပါဦးဘာမှမလုပ်ပါနဲ့ကျွန်တော်ကူညီပြီးတိမ့်ပေးပါမယ်ကဲဘသူရောင်းမလဲတပြားပဲပေးမယ်ဒီနေ့မရောင်းရင်တော့လေခွင်းထဲမှာပုတ်တိုးသွားအောင်ပဲစောင့်နေလိုက်ကြတော့တပြားမှလည်းရမှာမဟုတ်ဘူးဒါကဘလိုမျိုးအသက်ရှင်ရမှာလဲတပြားချင်းစီဆိုရင်ရေဩစာဖိုးတော်မလောက်ဘူးဘာအကျိုးမြတ်မှရမှာမဟုတ်ဘူးဟုတ်ပါဗျာမိုးလင်းကလေးကမိုးချုပ်တဲ့အထိတစ်နှစ်ပတ်လုံးအလုပ်လုပ်ခဲ့ရတာအလကားဖြစ်သွားတာပဲလွန်ခဲ့တဲ့2ရက်တုန်းကကျွန်တော်မြို့ပေါ်မှာအလုပ်လုပ်နေတော့မျက်လုံးဖွင့်လိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေရဟောင်းကိုပြန်ရောက်နေလိမ့်မယ်လို့မထင်ထားမိဘူးနောက်တစ်ချိန်ပြန်ဆက်ခွင့်ရပြီဆိုတော့ကျွန်တော်အခွင့်အရေးကိုလက်လွတ်မခံပဲပတ်စံအများကြီးရှာရမယ်တပြားချင်းစီကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်ဒီချက်တုံဖြူတွေကနောက်နှစ်ကျရင်ကိုပြားအထိဈေးတက်လာလိမ့်မယ်ဒါကဆယ်ဆမကတဲ့အကျိုးမြတ်ပဲဥစ္စာဦးလေးတို့မလောကြပါနဲ့ဦးအခုလိုမျိုးတပြားတည်းနဲ့အဲ့ဒီလောဘသားကုန်တဲ့စီမှာမယောင်းကြပါနဲ့ဦးကျွန်တော်ကိုတစ်ချိန်လောက်ယုံကြည်ပေးပါမောင်ရင်မင်းဘာတွေလျှောက်ပြောနေတာလဲမယောင်းရင်အခုလိုချက်သွန်ဖြူတွေအများကြီးကလက်ထဲမှာတင်ပုတ်တိုးကုန်တော့မှာပေါ့ကျွန်တော်ကိုတစ်ချိန်လောက်ယုံကြည်ပေးပါဒီချက်သွန်ဖြူတွေကိုအရင်ဆုံးတင်ထားပေးပါဦးအလွန်ဆုံး2ရက်3ရက်လောက်ပါပဲကျွန်တော်နီးလန့်ရှာပြီးနှစ်ပြားနှုတ်နဲ့အကုန်လုံးကိုဝယ်ယူပေးပါမယ်မောင်ရင်မင်းမဝယ်ယူနိုင်မဲ့နီးလန့်မရှိပါဘူးခေါင်းတွေဘာတွေရှုပ်ကုန်ပြီလားမင်းမဒီလောက်ထိအများကြီးဝယ်ဖို့ပတ်စံဘဲကရှိမှလဲဦးလေးစောင့်နေပါဘသူကိုမှမယောင်းလိုက်ပါနဲ့ဦးပါအဖေအမေညီမလေးအားလုံးဒီဘက်ကိုခဏလောက်လာခဲ့ကြပါဦးကျွန်တော်မှအားလုံးကိုပြောစရာတကယ်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ပါဘာဖြစ်လို့ဒီလောက်အထိအလင်းစလို့ဖြစ်နေရတာလဲအပြင်မှာဘာပြဿနာတွေရှာလာပြန်ပြီလဲအဖေအမေကျွန်တော်တို့အိမ်ကိုပေါင်နှံပြီးတော့မြို့ပေါ်ကငွေစုငွေချေးလုပ်ငန်းစီကနေချင်းငွေအချို့သွားပြီးတော့ချေးချင်လို့ပါမင်းဘာပြောလိုက်တယ်မင်းကမိသားစုရဲ့အိမ်ကိုတော့ပေါင်နှံမလို့လားအကိုပတ်စံလိုနေတဲ့ဆိုရင်တို့တွေအတူတူနီးလန့်ရှာကြတာပေါ့အိမ်ကိုပေါင်နှံဖို့အထီးကတော့မဟုတ်သေးပါဘူးကျွန်တော်မှအခုချက်ချင်းပတ်စံလိုအပ်နေလို့ပါရွာတွေကစက်တုံဖြူတွေကိုအကုန်လုံးဝယ်ယူပြီးတော့တူလောင်ထားခြင်းလို့ပါမင်းရှောက်လုပ်နေတာပဲရွာသားတွေကရောင်းလို့မရလို့စိတ်ညစ်နေကြတာကိုမင်းကအခုလိုမျိုးဝင်ပြီးတော့လုပ်နေတာအဆင်ပြေပါမလားအဖေစိတ်မလောပါနဲ့ဦးစိတ်ချလက်ချနဲ့ထားလိုက်ပါဒါကအဖေတညလုံးပင်ပန်းလှုပ်ထားရတာမို့လို့တကယ်ကိုနှမျောစရာကောင်းပါတယ်ကျွန်တော်ပြောပြတဲ့ဈေးကွက်အခြေအနေကိုအရင်ဆုံးနားထောင်ပေးပါဦးငါနားမထောင်ချင်ဘူးမင်းကတော့တကယ်ကိုကောင်းမှလွန်းတယ်တားလေးဒီအိမ်ကတားမိမယူဖို့အတွက်စုဆောင်းထားတဲ့ပတ်စံတွေပဲဥစ္စာအကယ်၍အရင်းနှီးတွေဆုံးရှုံးသွားခဲ့ရင်ဘယ်လိုလုပ်မလဲကျွန်တော်ကိုတစ်ချိန်လောက်ယုံကြည်ပေးပါဒါကတကယ်ကိုအခွင့်အရေးကောင်းတစ်ခုပါစက်သွန်ဖြူဈေးကနောက်နှစ်ကျရင်တေချာပေါက်တက်လာလိမ့်မယ်တက်လာမယ်မင်းပြောတိုင်းတက်လာရအောင်မင်းကဘာမို့လို့လဲငါဒီနေ့တော့မင်းကိုတေချာပေါက်ဆုံးမရတော့မယ်အဖေဒါကတို့တွေချမ်းသာလာနိုင်မဲ့အခွင့်အရေးကောင်းတစ်ခုပါဒီလိုမျိုးအမခံချက်မရှိတဲ့စကားကိုဘယ်သူကယုံမှလဲအေးစစ်စစ်နေရတာမကောင်းဘူးလားမင်းကအိမ်ကိုပါလောင်းကြီးထက်မလို့လားအဖေအမေကျွန်တော်ကိုတစ်ချိန်လောက်ပဲယုံကြည်ပေးပါမင်းကငါတို့ကိုအချက်ကင်နေတာလားအကယ်၍ကျွန်တော်မအောင်မြင်ခဲ့ဘူးဆိုရင်အပြင်မှာအလုပ်ကြိုးစားပြီးပတ်စံတွေပြန်ရှာပေးပါမယ်အဖေတို့အမေတို့ကိုဒုက္ခမရောက်စေရပါဘူးမင်းပြောတာကတော့လွယ်တာပေါ့ဒါဆိုရင်ညီမလေးအတွက်ကောဘယ်လိုလုပ်မလဲမင်းတကယ်ကိုလူဆိုးလေးပဲမင်းဒီလိုမျိုးမိုက်မဲတဲ့အလုပ်ကိုလုပ်ပြီးတော့စက်တုံဖြူတွေကိုသွားပြီးဝယ်ဦးမလို့လားရော့ယူထားလိုက်အဖေငါပတ်စံအချို့ပြင်ဆင်ပေးထားတယ်အကယ်၍ရှုံးသွားခဲ့ရင်တော့တို့တမိသားစုလုံးအတူတူဒုက္ခခံကြရုံပေါ့အဖေကျွန်တော်တစ်သက်လုံးပင်ပန်းလုပ်ခဲ့ရတာပါမင်းနဲ့အဖေကပါကျွန်တော်ကြောင့်နဲ့အဆက်ကွဲခဲ့ရတာတွေရှိပါတယ်နောက်နှစ်ဒီလိုအချိန်ကြရင်ကျွန်တော်အိမ်ကိုပြန်ရုံတင်မကပါဘူးအဖေကပါတရွာလုံးမှာအချမ်းသာဆုံးဖြစ်အောင်လုပ်ပေးပါမယ်ဟေးမောင်ရင်ခေါင်းလိုက်စိုက်ချပြီးတော့ဘာတွေကြည့်နေတာလဲဘယ်သွားမလို့လဲမြို့ပေါ်ကငွေစုငွေချေးလုပ်ငန်းစီသွားပြီးတော့ချင်းငွေသွားချေးမလို့ပါကိစ္စတွေကိုအမြန်ဆုံးပြီးအောင်လုပ်ရမယ်ဒါဆိုရင်အတော်ပဲငါနဲ့အကိုကြီးလဲမြို့ပေါ်ကိုမြေဩဇာသွားဝယ်မလို့လိုက်ခဲ့လေလိုက်ပို့ပေးမယ်လားလာနောက်မှာအဆင်ပြေအောင်ထိုင်လိုက်ပါဦးမန်နေဂျာခင်ဗျားရဲ့ချင်းငွေကိစ္စကအကုန်လုံးအဆင်ပြေချုံးမွေစွာပြီးစီးသွားပါပြီ6သိန်းရဲ့အရင်းနှီးပြင်10လစာအတိုးနှုန်းနဲ့ဆိုရင်တက်မက်ရပြည့်တဲ့အချိန်ကျရင်စုစုပေါင်း6သိန်း3000ပြန်လဲပေးဆက်ရမှာဖြစ်ပါတယ်အဖေအမေညီမလေးကျွန်တော်ခင်ဗျားတို့ရဲ့ယုံကြည်မှုကိုဘယ်တော့မှအပြတ်ခံမှာမဟုတ်ပါဘူးပတ်စံတွေအကုန်လုံးကိုတိတိကျကျပြန်ရှာပေးပါမယ်ရှားပြီးကြပြီလားတကယ်ပဲအိမ်ကိုပေါင်နှံလိုက်တာလည်းပြီးတော့တရွာလုံးမှာရှိတဲ့စက်သွန်ဖြူအပုပ်တွေကိုပါလိုက်ဝယ်နေသေးတယ်တဲ့သူကသာပတ်စံတွေထုတ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်ကတော့အဲ့ဒီစက်သွန်ဖြူတွေကိုအကုန်လုံးပေးပြလိုက်မှာပါပဲဖះကြီးသူတကယ်ပဲရောက်လာပြီးဒီလူကတော့တကယ်ကိုအသက်နဲ့လဲပြီးလုံနေတာပဲ
ရွာသားတို့ရွာထဲမှာရှိတဲ့ချက်သွန်ဖြူတွေအကုန်လုံးကိုအကောင်းဆုံးမရွေးပဲကျွန်တော်အကုန်လုံးဝယ်ယူပါမယ်တပိတာကိုတစ်ချက်ခွဲနှုံးနဲ့အခုချက်ချင်းလက်ငင်းငွေချေစနစ်နဲ့ရှင်းပေးပါမယ်ဒါဆိုရင်လည်းအဆင်ပြေတာပေါ့အရင်ဆုံးအိမ်ကချက်သွန်ဖြူအပုပ်တွေကိုပတ်စံအဖြစ်အမြန်ဆုံးပြောင်းလဲလိုက်တာကမှတကယ်အလုပ်ကျွေးပြရရောက်မှာပါလေကွင်းထဲမှာပုတ်တိုးသွားတာထက်စာရင်တော့အများကြီးတန်တာပေါ့အဖိုးကြီးပိတ်တာ300စုစုပေါင်း40ကျပ်ပါဦးလေးပတ်စံကိုတိတိချာချာလေးရေတွက်ကြည့်လိုက်ပါဦးဟောဗျာဒါကတို့ရွာကလူစွမ်းကောင်းကြီးမဟုတ်လားဘာဖြစ်လို့သူများတွေလိုမျိုးလိုက်ပြီးတော့ချက်သွန်ဖြူတွေဝယ်နေရတာလဲခမားကိုကျွန်တော်ဗာပြောရမှန်းတော့မသိတော့ပါဘူးခမားကဈေးကွက်ရဲ့စီးစနစ်တွေကိုဖျက်ဆီးနေုံတင်မကပဲမိမိကိုယ်ကိုယ်ပါဒုက္ခရောက်အောင်လုပ်နေတာပဲဥစ္စာညီခွေးအိုကြီးကျွန်တော်ရှိမှလာပြီးတော့အပိုစကားတွေလာမပြောပါနဲ့ဦးခမားကချက်သွန်ဖြူဈေးကွက်ရဲ့ကွာဟာချက်ကြောင့်နဲ့မမျောနေတာမဟုတ်ဘူးလားခမားမှာစွမ်းရည်ရှိတယ်ဆိုရင်လေဈေးနှုန်းကိုမြင့်တင်လိုက်လေမင်းကဒီလောက်အထိအများကြီးရှိတဲ့ပတ်စံတွေကိုချက်သွန်ဖြူတွေပေါ်မှာပဲပုံအော်ပြီးတုံးပစ်လိုက်တာမင်းရဲ့မိသားစုဝင်တွေကဘယ်လိုလုပ်မလဲမင်းအနေနဲ့မင်းရဲ့မိဘတွေကိုကောနောက်တစ်ယောက်လာခဲ့ပါဦးတစ်ချက်လောက်ငဲကွက်မကြည့်မိဘူးလားအားလုံးလည်းသိကြတဲ့အတိုင်းပဲဒီပတ်စံတွေကရှင်းငွေတွေပဲဥစ္စာခမားတို့ကတော့ဒီနေ့ချက်သွန်ဖြူတွေရောင်းလိုက်ရလို့အဆင်ပြေသွားတာမှန်ပေမဲ့အကယ်၍သူကနောက်နှစ်ကျရင်ပတ်စံတွေပြန်မဆက်နိုင်ဘူးဆိုရင်တမိသားစုလုံးလမ်းဘေးရောက်သွားကြရုံပဲရှိတာပေါ့ခမားတို့ကောစိတ်အေးလက်အေးရှိနိုင်ပါမလား။အိုးခမားကလည်းသူကစီးပွားရေးလုပ်နေတာပဲဥစ္စာတို့တွေနဲ့လည်းဘာမှမဆိုင်ပါဘူးခမားလည်းသူများကိစ္စကိုလိုက်ပြီးတော့စိတ်မပူပါနဲ့အိုးဟုတ်ပါဗျာလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကခမားကပဲတပြားနှုံးနဲ့ဝယ်ယူဖို့လုပ်ခဲ့တာမဟုတ်လားအခုတော့သူကတစ်ချက်ခွဲနှုံးနဲ့ဝယ်ယူနေတာဆိုတော့ခမားစီမှာပဲရောင်းရမှာလားဟုတ်တယ်တို့တွေကတော့အဆင်ပြေတဲ့နေရာမှာပဲရောင်းရမှာပဲခမားနဲ့ဘာဆိုင်လို့လဲခမားတို့ကအကောင်းအဆိုးကိုမခွဲခြားတတ်ကြဘူးလားအကယ်၍သူကခမားတို့ကိုပါပတ်စံတွေရှာပေးနိုင်မယ်ဆိုရင်ကျွန်တော်ကတော့ခေါင်းနဲ့လမ်းလျှောက်ပြပါမယ်ဟင်းတထေးကြီးအခုထိဆက်ပြီးဝယ်ဦးမှာလားခမားအဲ့ဒီလူကတော့တကယ်ကိုမယိုးသားတဲ့သူပဲတို့တွေသူ့ကိုတိတိကျကျသတိထားရမယ်အကိုတော်လောက်ပြီအကုန်လုံးပြီးသွားပါပြီအနီးအနားကရွာ3ရွာမှာရှိတဲ့ချက်သွန်ဖြူတွေကိုတို့တွေအကုန်လုံးဝယ်ယူပြီးသွားပါပြီချက်သွန်ဖြူတွေကအကုန်လုံးအဆင်ပြေရဲ့လားစုစုပေါင်းဘယ်လောက်ကုန်သွားလဲ9,400,000ကုန်သွားပါပြီချေးလာတဲ့6သိန်းထဲကနေအခုဆိုရင်6,000ပဲကျန်มาတော့တယ်အကုန်လုံးကိုလည်းကိုတောင်ထဲမှာတိတိကျကျတိုးလောင်ထားပြီးပါပြီအကိုကြီးဒီမှာတောက်เสียရရေလေးယူလာခဲ့ပါတယ်အကိုတို့တွေ3ရက်3ညတိုင်အလုပ်တွေစက်တိုက်လုပ်ခဲ့ကြတာဆိုတော့အောက်ကိုဆင်းပြီးတော့ခဏလောက်နားလိုက်ပါဦးနားလို့မဖြစ်သေးဘူးအကယ်၍မိုးရွာလိုက်မယ်ဆိုရင်အဲ့ဒီ9,400,000ဘို့ကတကယ်ကိုအလားအတာဖြစ်သွားလိမ့်မယ်ကြည့်ပါဦးအခုထိမောပန်းနေတော့မဲ့အဲ့ဒီချက်သွန်ဖြူပုံကြီးထဲမှာဘာတွေများထူးခြားနေလို့လဲကျွန်တော်မြင်တာကတော့သူတကယ်ပဲယူသွားပြီထင်တယ်နောက်လာကြရင်သူ့အိမ်ကိုတေချာပေါက်အသိမ်းခံရတော့မှာပဲမင်းဘာတွေလျှောက်ပြောနေတာလဲအားရနေရင်အဝေးကိုပဲတွားလိုက်ပါဦးတောင်းခံထားစမ်းမင်းတေချာပေါက်တောင်းခံထားရမယ်အကယ်၍ပြီးခဲ့တဲ့အတိတ်ကအမှတ်ရစရာတွေကအမှားယွင်းဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲအကယ်၍နောက်နှစ်ကျရင်ချက်သွန်ဖြူဈေးကကိုကြက်ထိတက်မလာဘူးဆိုရင်အဖေတို့ရဲ့အိမ်ကောမရှိတော့ပဲဖြစ်သွားလိမ့်မယ်ပြီးတော့ညီမလေးကိုလည်းလက်ထပ်နိုင်တော့မှာမဟုတ်ဘူးမဖြစ်နိုင်တာဖရားသခင်ကကျွန်တော်ကိုနောက်တစ်ချိန်ပြန်ဆောက်ခွင့်ပေးခဲ့တာဆိုတော့ကျွန်တော်ကိုနောက်ပြောင်နေတာမျိုးမဖြစ်နိုင်ပါဘူးအသားတွေဘလောက်ပဲကြွားကြပါစေဒီတစ်ခေါက်တော့အဲ့ဒီချက်သွန်ဖြူတွေကိုငွေအစ်စ်အမှန်ဖြစ်အောင်တေချာပေါက်လုပ်ပြရမယ်မင်းအသက်ကိုမငဲ့ကွက်တော့ဘူးလားနေဘက်မှာလဲအမိုးတွေကိုလိုက်ပြင်ပေးနေရတယ်လို့ညဘက်ကြရင်လဲဒီမှာတင်ချက်သွန်ဖြူတွေကိုလိုက်ပြီးတော့ရွေးချယ်နေရတာမင်းမအိပ်မနေပဲဘယ်နှစ်ရက်တောင်ရှိသွားပြီလဲညီမလေးမင်းရောက်လာတာလားဘာမှမဖြစ်ပါဘူးနောက်ဆုံးအထုပ်ချုပ်ပဲကြံပါတော့တယ်ပြီးသွားရင်တော့အကိုကျမကိုမလန့်စေပါနဲ့ဦးလူနာတင်ကအမြန်ခေါ်ပေးကြပါဦးမင်းရဲ့အခြေအနေကိုတစ်ချက်လောက်ပြန်ကြည့်လိုက်ပါဦးဒီချက်သွန်ဖြူတွေအတွက်နဲ့မင်းကအသက်ကိုတောင်မငဲ့ကွက်တော့ဘူးလားညီမလေးစိတ်မပူပါနဲ့ဦးကျွန်တော်ဘာမှမဖြစ်ပါဘူးနောက်နှစ်ကျရင်ပတ်စံတွေအများကြီးရလာတဲ့ခါကျရင်မင်းအတွက်မြို့ပေါ်မှာအကြီးဆုံးလက်စွပ်ကိုဝယ်ပေးပါမယ်ပြီးတော့ခန်းနာနာနဲ့တို့တွေလက်ထက်ကြတာပေါ့ဘသူကခမားကိုလက်ထက်မယ်လို့ပြောလို့လဲမင်းငါ့ကိုအမှန်တိုင်းပြောစမ်းမင်းဝယ်ထားတဲ့ချက်သွန်ဖြူတွေကဘယ်အချိန်ကျမှပြန်ပြီးတော့ရောင်းလို့ရမှာလဲဒီနှစ်တို့မိသားစုစားဝတ်နေရေးအတွက်အဆင်ပြေပါမလားမိမမင်းလဲကလေးကိုအတင်းအကျပ်မလုပ်ပါနဲ့ဦးအဖေမကြခင်ပါပဲနောက်ထပ်ခဏလောက်ပဲတောင်းခံထားပေးပါဦးမကြခင်ဆိုတာဘယ်အချိန်လဲအိမ်ရှင်ကပြောထားတယ်ချင်းငွေတွေကိုအခုထိမဆက်နိုင်သေးဘူးဆိုရင်တို့အိမ်ကိုပါလာပြီးတော့တိန်းတော့မယ်တဲ့မကောင်းတော့ဘူးကျွန်တော်ရဲ့ချက်သွန်ဖြူတွေအကိုကြီးတို့အမြန်ဆုံးထားကြပါဦးပြဿနာတက်လို့အပြင်မှာသွားပြီးအကုန်လုံးသွားပြီးဘသူကသွားပြီးလို့ပြောတာလဲညီလေးမင်းအရင်ဆုံးအမိုးကိုတိတိကျကျဖုံးထားလိုက်ပါဦးကျွန်တော်လူသွားခေါ်လိုက်ပါမယ်ဘာဖြစ်တာလဲဘာပြဿနာတွေတက်လို့လဲမြန်ကိုတောင်မိုးပျက်စီးသွားပြီးကျွန်တော်နဲ့အတူလိုက်ပြီးကူညီပေးကြပါဦးအကိုလေကအရန်ပြင်းနေတယ်ကျွန်တော်မထိန်နိုင်တော့ဘူးလက်လွတ်လို့မဖြစ်ဘူးအကယ်၍လက်လွတ်လိုက်ရင်တမိသားစုလုံးလမ်းဘေးရောက်သွားလိမ့်မယ်အကိုအလကားပါပဲတို့တွေအကြာကြီးတောင်းခံနိုင်မှာမဟုတ်ဘူးသွားပြီးအကုန်လုံးသွားပြီးအဖေအမေကျွန်တော်ဘာဆက်လုပ်ရမလဲမြန်ဟိုဘက်ကိုကြည့်လိုက်ပါဦးဘာရီကြည့်နေတာလဲမြန်လာပြီးကူညီပေးကြပါဦးအဖေမြန်အောက်ကိုဆင်းပြီးတော့ကူညီပေးလိုက်ပါဦး1 2 3မင်းပြောတာကတော့အကြီးကျယ်ပဲဒါကမင်းပြောဘူးတဲ့ပတ်စံအများကြီးရှာနိုင်မဲ့နီလန်းလားတထေးကြီးအခုဆိုရင်တမက်ရဲ့ပြေခါနီးနေပြီဆိုတော့အကယ်၍ချင်းငွေတွေကိုပြန်မဆက်နိုင်သေးဘူးဆိုရင်နောက်ပတ်ကြရင်တို့တွေအိမ်ကိုလာသိမ်းရပါလိမ့်မယ်အ
ကိုကျမတို့လမ်းခွဲကြရအောင်တို့တွေ10လလောက်စောင့်ဆိုင်ပေးဖို့ပြောထားတယ်မဟုတ်လားကျမမစောင့်နိုင်တော့ဘူးဒီလိုမျိုးမျောလင်းချက်မရှိတဲ့နေ့ရက်တွေကိုဘယ်လောက်အထိထပ်ပြီးစောင့်ဆိုင်ရအောင်မလဲကျမကြောက်မိတယ်ဒီပတ်စံတွေကကျမစုဆောင်းထားတဲ့မင်္ဂလာဦးလက်ဖွဲ့တွေမို့လို့အရင်ဆုံးယူထားပြီးတော့အတိုးတွေကိုတွားပြီးတော့ဆက်လိုက်ပါအောင်ပြီးတော့စက်တုံဖြူတွေကိုလည်းအမြန်ဆုံးရှင်းလင်းလိုက်ပါအောင်ကျွန်တော်မှားသွားခဲ့တာလားဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစက်တုံဖြူဈေးကတေချာပေါက်တက်ခဲ့တာပဲဥစ္စာဒါဆိုရင်အမိုင်းကြောင့်ကပြောင်းလဲသွားတာမျိုးလားထားလိုက်ပါတော့မနှက်ဖြန်ကြရင်စက်တုံဖြူတွေကိုဈေးလျှော့ပြီးတော့ပဲအကုန်လုံးရောင်းချလိုက်ပါတော့မယ်တရင်ချက်လက်များအရာစက်တုံဖြူဆက်ပြူးတဲ့ဒေတာတွေဖြစ်တဲ့နေရာအနှံ့ပြားမှာလက်တလောစက်တုံဖြူပုတ်တိုးတဲ့ယောဂများကင်းထန်စွာကြာရောက်နေပြီးကူးစက်မှုနှုန်းကလည်းတကယ်ကိုမြန်ဆန်လာပါတယ်ကျွမ်းကျင်သူများရဲ့ခံမှန်းချက်အရဒီနှစ်စက်တုံဖြူထွက်ရှိမှုနှုန်းက80%ကျော်အထိလျော့နေသွားနိုင်တာမို့လို့ဈေးကွက်အတွင်းမှာတကယ်ကိုလိုအပ်ချက်အများကြီးရှိလာနိုင်ပါတယ်ဒါဆိုရင်တို့အိမ်ကတူလောင်ထားတဲ့စက်တုံဖြူတွေကဈေးတက်တော့မှာပေါ့ဟုတ်တယ်ဈေးတက်တော့မှာတို့တွေဒုက္ခကနေလွတ်မြောက်ရတော့မယ်ဒီချက်တုံဖြူတွေရောင်းအောင်လား လာတပိတာကိုငါချက်နှုံးနဲ့လက်ငင်းငွေချစ်စနစ်နဲ့ရောင်းပေးမယ်ဘယ်လိုလဲမဝယ်ဘူးခင်ဗျားကအခုမဝယ်ရင်နောက်ဆိုရင်ဒီဈေးနဲ့ရောင်းရဖို့မလွယ်တော့ဘူးနော်ချန်ခင်ဗျားတော့တေချာပေါက်ဒုက္ခရောက်တော့မယ်ဘာတွေလျှောက်ပြောနေတာလဲတို့အိမ်ကချက်တုံဖြူတွေကမကြခင်မှာဈေးတက်တော့မှဥစ္စာကျွန်တော်ရဲ့မြို့ပေါ်ကအရာရှိတူလေးကအခုလေးတင်ဖုံးဆက်ပြောတဲ့နိုင်ငံတော်ကနေချက်တုံဖြူအရန်တူလောင်မှုတွေကိုဈေးကွက်ထဲအမြန်ဆုံးဖြန့်ချတော့မယ်တဲ့အဲ့ဒီအချိန်ကျရင်ချက်တုံဖြူဈေးကပြုတ်ကျသွားတော့မှခင်ဗျားရဲ့ကိုတောင်တွေကချက်တုံဖြူတွေကအမိုက်တွေဖြစ်သွားတော့မယ်အရန်တူလောင်မှုဟုတ်လားကျွန်တော်မှတ်မိတဲ့လောက်တော့ဒါမျိုးလုံးဝမရှိပါဘူးရှောင်းချဒီလိုလုပ်ပါခင်ဗျားရဲ့ချက်တုံဖြူတွေကိုတစ်ချက်နှုံးနဲ့ကျွန်တော်ကိုအကုန်လုံးရောင်းလိုက်ပါကျွန်တော်ကူညီပြီးတော့အရှုံးကိုကာမိအောင်လုပ်ပေးပါမယ်အနည်းဆုံးတော့အတိုးပေးစရာပတ်စံအချို့ပြန်ရတာပေါ့အရန်တူလောင်ထားတဲ့ချက်တုံဖြူတွေကဒီလောက်အထိမြန်မြန်ဆန်ဆန်ဈေးကွက်ထဲရောက်လာနိုင်စရာမရှိပါဘူးဒီမြေခွေးအိုကြီးကကျွန်တော်စီကနေဈေးပေါ်ပေါ်နဲ့လာပြီးတော့ဝယ်ယူခြင်းလို့လုပ်နေတာပဲယူစီအရန်တူလောင်မှုတွေကိုဈေးကွက်ထဲဖြန့်ချဖို့ဆိုရင်တရားဝင်ထုတ်ပြန်ချက်ရှိရမှာပါခင်ဗျားတူလေးပြောရုံတင်နဲ့မဟုတ်သေးပါဘူးတရားဝင်ထုတ်ပြန်ချက်ကမကြခင်ထွက်လာတော့မှာပါစောင့်ကြည့်နေလိုက်ပါကောင်းပြီအကယ်၍3ရက်အတွင်းမှာတရားဝင်ထုတ်ပြန်ချက်တကယ်ထွက်လာခဲ့ရင်ကျွန်တော်ရဲ့ချက်တုံဖြူတွေကိုတစ်ချက်နှုံးနဲ့ခင်ဗျားကိုအကုန်ပေးမယ်ဒါပေမဲ့3ရက်ကျော်လုံးမှာထုတ်ပြန်ချက်ထွက်မလာခဲ့ရင်တော့ခင်ဗျားကတရွာလုံးရဲ့ရှိမှာကျွန်တော်နဲ့ကျွန်တော်မိသားစုကိုတောင်းပန်ရမယ်ချန်ခမရဖေးကိုအမှန်တိုင်းပြောစမ်းပါတကယ်ပဲတေချာလို့လားအကယ်၍တကယ်လို့များအဲ့ဒီဘက်ကနေထုတ်ပြန်ချက်ထွက်လာခဲ့ရင်တို့မိသားစုတော့ဒုက္ခရောက်ကုန်တော့မယ်အဖေစိတ်ချလက်ချထားလိုက်ပါဒီလူအိုကြီးကတို့တွေကိုလာပြီးတော့ချင်းချောက်နေတာပါတို့တွေလုံးဝစိုးရိမ်စရာမလိုပါဘူးဟောတော့မင်းမျိုးပေါ်ကိုအမြန်သွားပြီးတော့စုံစမ်းစမ်းပါသတင်းတစ်တွေထွက်ပေါ်လာတာမျိုးရှိရင်ငါ့ကိုအမြန်ဆုံးအကြောင်းကြားပါကောင်းပါပြီကျွန်တော်အခုချက်ချင်းသွားလိုက်ပါမယ်ချန်အရင်ဆုံးဒါလေးတောက်လိုက်ပါဦးပြီးခဲ့တဲ့ရက်ပိုင်းတုန်းကခမရလဲအတော်လေးပင်ပန်းသွားပြီမို့လို့ခဏလောက်နားပါဦးရှောင်းမေးမင်းမကျွန်တော်နဲ့အတူဒုက္ခခံနေရပြီဘလို့ရလက်မျိုးပဲထွက်လာပါစေကျမခမရနဲ့အတူရင်ဆိုင်သွားမှာပါအကယ်၍အကုန်လုံးဆုံးရှုံးသွားခဲ့ရင်လေတို့တွေအစကနေပြန်စားကြတာပေါ့ချန်အဆင်ပြေသွားပြီဗျာသတင်းစာထဲမှာရေးထားတာကတော့အရန်တူလောင်ထားတဲ့ချက်တုံဖြူတွေဖြန့်ချမယ်ဆိုတဲ့သတင်းကမဟုတ်ပါဘူးတဲ့အဲ့ဒီအပြင်ကျွမ်းကျင်သူတွေကပြောတာကတော့ဒီနှစ်ယောဂကြာရမှုကပိုပြီးတော့ဆိုးရွားလာနိုင်တာမို့လို့ဈေးတက်ဖို့ကတေချာတလောက်ရှိနေပါပြီတဲ့ယူစီ3ရက်တက်မှတ်ချက်ကပြည့်သွားပြီနော်ခမရပြောနေတဲ့ထုတ်ပြန်ချက်ကောပဲမှာလဲဒါကအထက်ကနေအစီအစဉ်ပြောင်းလဲသွားတာဖြစ်နိုင်ပါတယ်ပြောင်းလဲတာဟုတ်လားခမ ्या ကသူတစ်ပါးပတ်ဆိုင်ရမှာကိုမလိုလားပဲတမင်တက်နှောက်ရှက်နေတာမဟုတ်လားယူစီခမ ्या ဘာတွေကြံစီနေတာလဲချန်ကိုအတင်းကျပ်လုပ်နေတာမလုံလို့ဘူးလားဟုတ်တယ်ခမ ्या ဒီနေ့တော့တို့တွေကိုတေချာပေါက်ဖြည့်ရှင်းချက်ပေးရမယ်ယူစီတို့တွေလွန်ခဲ့တဲ့3ရက်တုန်းကတရွာလုံးရဲ့ရှိမှာသဘောတူညီချက်လုပ်ခဲ့ကြတယ်မဟုတ်လားအခုတော့ခမ ्या ကတိအတိုင်းလှုပ်ဆောင်ရတော့မယ်ကျွန်တော်လဲခမ ्या တို့ကိုစိုးရိမ်လို့ပြောမိတာပါအခုလိုမျိုးနားလည်မှုလွဲသွားအောင်လုပ်မိတာကိုတောင်းပန်ပါတယ်ဟယ်လိုဒါကချန်သေးကြီးရဲ့ဖုန်းလားခမ ्या စီမှာရှိတဲ့ချက်တုံဖြူတွေကိုအကုန်လုံးဝယ်ယူခြင်းလို့ပါခမ ्या လားအားနာပါတယ်အခုလောလောဆယ်ချက်တုံဖြူတွေကိုကျွန်တော်မရောင်းချနိုင်သေးပါဘူးချန်မြန်ထားပါဦးအပြင်မှာကားကြီးတွေအများကြီးရောက်လာတယ်ချန်သေးကြီးခမ ्या ရဲ့ချက်တုံဖြူတွေကိုတပိတ်တာကို9ချက်နှုံးနဲ့ကျွန်တော်ကိုအကုန်လုံးရောင်းပေးပါလားခမ ्या ချန်9ချက်တောင်နဲ့တို့တွေဝယ်ယူတော့ငါထက်ဆိုင်ရင်အဆင်ပြေနေပြီမို့လို့ရောင်းလိုက်ပါတော့လား9ချက်ကနေလုံးပါသေးတယ်အခုဆိုရင်ချက်တုံဖြူရှားပါမှုကအတော်လေးဆိုးရွားနေတာမို့လို့9ချက်အောက်ဆိုရင်တော့လုံးဝမရောက်နိုင်ပါဘူးညီလေးရာတို့တွေကမိတ်ဆွေဟောင်းတွေပဲဥစ္စာ9ချက်ကအရမ်းများလုံးပါတယ်နည်းနည်းလောက်လျှော့ပေးပါဦး9ချက်ဆိုရင်9ချက်ပဲပြကျွန်တော်အကုန်လုံးဝယ်ယူပါမယ်ကျွန်တော်က9ချက်ခွဲပေးပါမယ်ကျွန်တော်ကိုအရင်ဆုံးရောင်းပေးပါအားလုံးပဲငြိမ်လေးနေပေးကြပါဦးတက်တုံဖြူတွေကိုတယောက်တည်းစီမှာပဲပုံအော်ပြီးမယောင်းချနိုင်ပါဘူးဒါကစီကန်းနဲ့မညီညွတ်တဲ့အတွက်ကြောင့်မို့လို့အချို့ကိုခွဲခြားပြီးတော့ရောင်းချပေးပါမယ်ဒါမှသာလူတိုင်းလည်းအဆင်ပြေနိုင်မှာဖြစ်ပါတယ်6ချက်30နှုန်းနဲ့အဆင်ပြေတဲ့သူတွေလာပြီးတော့ဝယ်ယူနိုင်ပါတယ်လက်ငင်းငွေချေစနစ်ဖြစ်ဖြစ်တန်ကနေလွှဲတာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်โอเคချန်သေးကြီးကတော့တကယ်ကိုသဘောကောင်းတာပဲ6ချက်30ဆိုရင်လည်းအဆင်ပြေပါတယ်ကျွန်တော်ကိုအရင်ဆုံးပိတာ9000ရောင်းပေးပါအိုးလူဦးစီလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတော့ချက်တုံဖြူဈေးကပြုတ်ကျတော့မယ်လို့ပြောခဲ့တယ်မဟုတ်လားအခုတော့6ချက်ကျော်အထိဈေးတက်သွားပြီဆိုတော့ခင်ဗျားလဲလာပြီးတော့အချို့လောက်ဝယ်ယူဦးမလားချက်တုံဖြူတွေကို9ရက်တိုင်အလုပ်သမားတွေနဲ့အတူတိတိကျကျတည်ယူပို့ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့အကုန်လုံးအောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ
ဖေးအမေရှောင်းမေပတ်စံတွေအကုန်လုံးရေတွက်လို့ပြီးသွားပါပြီစုစုပေါင်းဘယ်လောက်ရလဲကျွန်တော်တို့ရဲ့အရင်းနှီးတွေအပြင်ဘဏ်ကနေချေးယူထားတဲ့6သိန်းနဲ့အတိုးတွေကိုပါဖယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့စုစုပေါင်း1.5 သိန်းကျော်အကျိုးမြတ်ရရှိခဲ့ပါတယ်ယူစီ6သိန်း3တောင်းအားလုံးဒီမှာပါခင်ဗျာဒါကယူစီအရင်ရောအတိုးရောစုစုပေါင်း6သိန်း3တောင်းပါကျွန်တော်ပြောခဲ့ဘူးတဲ့အတိုင်းပဲ10လအတွင်းမှာတေချာပေါက်အခြေဆက်နိုင်ခဲ့ပြီမဟုတ်လား6ချမ်းရမင်းတကယ်ကိုတော်ပါတယ်မင်းကတော့တကယ်ကိုစီးပွားရေးပါရမီရှင်ကြီးပဲဗျာရှောင်းမေပြီးခဲ့တဲ့ရက်ပိုင်းကမင်းကိုငါနဲ့အတူဒုက္ခခံခိုင်းမိသွားတယ်အခုတော့မင်းငါကိုလက်ထပ်ဖို့သဘောတူနိုင်ပြီလား6ချမ်းမင်းရဲ့ဒီ3ထပ်တိုက်အိမ်ကြီးကတော့တိုးဝင်ကြားရွာမှာတအိမ်ထဲရှိတဲ့အိမ်ကြီးပဲဟေးတကယ်ကိုခန်းနာထဲဝါလုံးပါတယ်ဒါရီအားလုံးက6ချမ်းရဲ့အမြင်ကျမှုကြောင့်ပါအစကတည်းကငါကသူ့ကိုအထင်ကြီးခဲ့တာဒီကောင်လေးတေချာပေါက်အောင်မြင်မှာကိုငါသိပြီးသားလော့ချမ်းအစတုန်းကတော့မင်းကပဲတမျက်စိကင်ပြီး6ချမ်းကိုလိုက်ရိုက်နေခဲ့တာမဟုတ်လားသွားစမ်းမှာငါကသူ့ကိုစမ်းတက်ကြည့်ုံတင်ပါပဲဥစ္စာကြီးတော့ဒီလမ်းကမိုးရွာပြီဆိုတာနဲ့လုံးဝသွားလို့မရတော့ဘူးရွာသားတွေရဲ့ကားတွေလည်းရှုံးပွက်ထဲမှာတင်ကြံနေကြတာငါပတ်စံဆိုင်ပြီးတော့ရွာလမ်းကိုအကုန်လုံးကွန်ကရစ်လမ်းခင်းပေးပါမယ်ဒါဆိုရင်အားလုံးသွားရလာရတာအဆင်ပြေသွားတာပေါ့6ချမ်းမင်းကတော့တို့ရွာရဲ့တကယ်ကျေးဇူးရှင်ကြီးပါပဲဗျာချမ်းကျောင်းရဲ့စာတင်ခန်းတွေနဲ့အားကစားကွင်းကိုပြုပြင်မှုမှန်ပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ကလေးတွေရဲ့စာတင်ကြားရေးပတ်ဝန်းကျင်ကတော့အများကြီးတိုးတက်ကောင်းမွန်သွားခဲ့ပါပြီကျောင်းအုပ်ကြီးအသိပညာကကံကြမ္မာကိုပြောင်းလဲစေနိုင်တာမို့လို့တို့ရွာကကလေးတွေကိုတော့အစကတည်းကမရှုံးနိုင်စေချင်ပါဘူးဖျားရီဒီလိုမင်္ဂလာပွဲမျိုးမြို့နယ်ဥက္ကဋ္ဌရဲ့မင်္ဂလာပွဲတောင်ဒီလောက်ထိခမ်းနားမှာမဟုတ်ဘူးလာကြပါဒီနေ့တော့အားလုံးပဲဝေါ်လင်းလင်းစားတော့ကြပါနော်6ချမ်းရှောင်းမေကိုမင်းလက်ထဲအပ်လိုက်ပြီဆိုတော့ငါစိတ်အေးရပါပြီဒီနေ့လိုနေထူးနေမြတ်မှာတို့မိသားစုတွေကိုလူတစ်တယောက်ထပ်တိုးလာပြီးငါသား6ချမ်းကလည်းတို့လော်ချမ်းမိသားစုကိုမျက်နှာပွင့်လန်းအောင်လုပ်ပေးနိုင်ခဲ့ပြီးအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ငါတစ်ခွက်လောက်တောက်ပါရစီဦး6ချမ်းဒါတွေအားလုံးကအိမ်မက်တစ်ခုလိုပါပဲလာတို့တွေမှာအခုဆိုရင်ပတ်စံတွေလည်းရှိလာပြီးအိမ်အစ်စ်ကြီးလည်းစောင့်နိုင်ခဲ့ပြီဆိုတော့နောက်ဆုံးတော့အေးချမ်းနေထိုင်သွားနိုင်ကြပြီပေါ့ရှောင်းမေစက်တုံဖြူဈေးကအများအားဒီလိုမျိုးဈေးမြင့်နေမှာမဟုတ်ဘူးတို့တွေကစက်တုံဖြူတိုးလောင်ယုံတင်မကပဲပို့ပြီးတော့ရေရှည်ဖြစ်မဲ့အစီအစဉ်တွေကိုပါလှုပ်ဆောင်သွားရမယ်ရွာသားတို့နောင်ကြရင်တို့ရွာကထွက်တဲ့သီးနှံတွေအကုန်လုံးကိုတို့ရဲ့အဝေးတိုင်ကနေအကုန်လုံးတာဝန်ယူပြီးဝယ်ယူပေးသွားပါမယ်ဈေးနှုန်းကိုလည်းတေချာပေါက်အမြင့်ဆုံးနှုန်းနဲ့ပေးသွားမှာပါတကယ်ကိုကောင်းတာပေါ့နောက်ဆိုရင်တကောင်ရအချိန်ကြီးမြို့ပေါ်ဈေးကိုကားမောင်းပြီးသွားစရာမလိုတော့ဘူးပေါ့6ချမ်းမင်းကတော့တို့ရွာအတွက်တကယ်ကိုကောင်းမှုကုသိုလ်တွေအများကြီးလုပ်ပေးနေတာပဲအမေကြီးပြင်ပန်းနေပါပြီဒီရက်ပိုင်းစင်းစရာတွေဘလို့ရှိလဲတို့ရဲ့အဝေးတိုင်းစီးပွားရေးကအနီးနားကရွာပေါင်း10ကျော်ရွာအထိလွှမ်းမိုးထားနိုင်ပြီဆိုတော့အခုဆိုရင်မြို့နယ်ထဲမှာအကြီးဆုံးအဝေးတိုင်းဖြစ်နေပါပြီရန်ပုံငွေလက်ပတ်မှုကလည်းတကယ်ကိုကောင်းမွန်ပါတယ်ဒါကအများကြီးလိုအပ်ပါသေးတယ်ရိုးရာသီးနှံတွေရဲ့အရေးသွေးကအညီမညာဖြစ်နေတတ်တာမို့လို့ပြည်နယ်ဈေးကွက်မှာအဓိကရှင်ပြိုင်နိုင်စွမ်းအားနဲ့တက်တဲ့တို့တွေကအရင်းမြစ်ကနေစပြီးတေးသေးချာချာကင်တွယ်ရမယ်6ချမ်းကားပေါ်မှာပါလာတာတွေကဘာတွေလဲတကယ်ကိုလှုပ်ဝက်ဆန်းကျဲလွန်းလာကြည်လားဒါကတူဝန်ကြားရွာရဲ့အနာဂတ်ရွှေမြေပဲဖြစ်ပါတယ်6ချမ်းဒါတွေအားလုံးကငါစက်တုံဖြူမျိုးစေ့အကောင်းစားတွေကိုဝယ်ယူလာခဲ့တာခုအားလုံးကိုခေါ်ပြီးတော့စက်တုံဖြူမျိုးစေ့တွေကိုအခမဲ့လိုက်ဝေပေးကြရအောင်ရွာသားတို့ဒါကငါရှမ်းတုံးပြည်နယ်ကနေတင်သွင်းလာတဲ့စက်တုံဖြူမျိုးစေ့တွေဖြစ်ပါတယ်ဒီနေ့တော့အားလုံးကိုအခမဲ့လိုက်ဝေပေးသွားမှာပါ6ချမ်းဒီလောက်အထိကောင်းမွန်တဲ့မျိုးစေ့တွေကိုတကယ်ပဲအလကားပေးတာလားဦးလေးချမ်းတို့တွေကရာသီဥတုတစ်ခုတည်းကိုပဲအားကိုးပြီးစိုက်ပျိုးနေလို့မဖြစ်ဘူးပုံမှန်ဝင်ငွေတစ်ခုရရှိစေချင်တယ်ဆိုရင်တော့စံချိန်စံညွှန်းမီတဲ့စိုက်ပျိုးရေးလမ်းစဉ်ကိုတွားကြရမှာဖြစ်ပါတယ်6ချမ်းမင်းရဲ့ဒီစကားတွေကတို့တွေရဲ့ရင်ထဲကိုတကယ်ပဲထိမှန်စေပါတယ်အရင်တုန်းကတော့တယောက်တည်းရုန်းကန်နေရပြီးတစ်နှစ်ပတ်လုံးမောပန်းနေခဲ့ရပေမဲ့ဈေးကောင်းမရခဲ့ဘူးအခုတော့မင်းနဲ့အတူစံချိန်စံညွှန်းမီလမ်းစဉ်ကိုရှောက်လိုက်ရတော့မှဆိုတော့တို့တွေလည်းစီကံအတိုင်းတေးသေးချာချာစိုက်ပျိုးပြရမှာပေါ့အားလုံးကြည့်လိုက်ပါဦးဒီလိုမျိုးတန်းစီပြီးတော့စိုက်ပျိုးမယ်ဆိုရင်စက်တုံဖြူတွေကလေဝင်လေထွက်ကောင်းပြီးအလင်းရောင်လည်းတေးသေးချာချာရရှိနိုင်တာမို့လို့ယောဂကြားရောက်မှုကိုလည်းလျော့နေစေပါတယ်ငါလောချန်တယောက်တက်တန်းတဝက်ကျော်ဖြတ်တန်းခဲ့ပြီးမှဒီနေ့မှပဲစိုက်ပျိုးရေးမှာဒီလောက်အထိနီးစနစ်တွေအများကြီးရှိမှန်းသိတော့တယ်6ချမ်းနဲ့အတူလုပ်ကင်ရလို့ပညာတွေအများကြီးရရှိခဲ့တာပဲတိတ်ပန်နေကြစိုက်ပျိုးရေးကတကယ်ကိုအံ့ဩဖို့ကောင်းတယ်ဦးလေးတို့လည်းအဲ့လိုမျိုးမပြောပါနဲ့ဦးတို့တွေအတူတူတင်ယူပြီးတော့အတူတူစူးစမ်းကြတာပေါ့ကောင်းမွန်တဲ့နေ့ရက်တွေကရှေ့မှာစောင့်ကြိုနေပါသေးတယ်6ချမ်းရဲ့ဒီလိုစူးစမ်းအထောက်မှုကတကယ်ကိုကောင်းမွန်ပါတယ်မြေစီလွာကလူကိုမညာပါဘူးစူးစမ်းရင်စူးစမ်းတဲ့လောက်တေချာပေါက်အကျိုးအမြတ်ရရှိမှာပါ6ချမ်းတို့တွေရဲ့အခုစိုက်ပျိုးရေးအတိုင်းတာကအရန်ကြီးမလွန်းနေပြီးကိုတောင်ဘက်မှာလုံးဝမနိုင်မနှင်းဖြစ်နေတဲ့ပစ္စည်းတွေဝင်တာထွက်တာကလည်းတကယ်ကိုရှုပ်ပွားနေတာပဲတို့တွေအမြန်ဆုံးယုံကြည်စိတ်ချရတဲ့ကိုတောင်မန်နေဂျာတယောက်ရှာဖွေဖို့လိုအပ်နေပြီးလူတယောက်တော့ရှာရမှာပေါ့အဲ့ဒီအပြင်တို့ရွာရဲ့အခြေအနေကိုလည်းသိပြီးတော့အလုပ်ကိုတေးသေးချာချာစစ်စစ်ဆက်ဆက်လုပ်တတ်တဲ့သူမျိုးဖြစ်ရမယ်ယူစီဘာလာလောက်တာလဲနောက်ထပ်ဘာလက်ကွက်တွေသုံးဦးမလို့လဲငါအခုအနားယူလိုက်ပြီးရွာလူကြီးမဟုတ်တော့ပါဘူး
ချန်ချန်ဦးလေးကအရင်တုန်းကစိတ်ထားချင်းမြောင်းခဲ့မိလို့မင်းအပေါ်မှားယွင်းခဲ့တာတွေကိုတောင်းပန်ပါတယ်ဒါပေမဲ့အခုမင်းတရွာလုံးကိုဥဆောင်ပြီးချမ်းသာအောင်လုပ်ပေးနေတာမြင်ရတော့ဦးလေးတကယ်ကိုရင်ထဲကနေလေးစားမိပါတယ်မင်းစီမှာအလုပ်သမားလိုအပ်နေသေးတယ်လို့ကြားတယ်ဦးလေးကအသက်ကြီးသွားပြီဆိုပေမဲ့လှုပ်ရှားနိုင်သေးတယ်လေအဲ့ဒါအိမ်မက်မက်နေတာလားအဖိုးကြီးရဲ့ဦးလေးလီကိုတောင်ကြီးကြက်ရည်မှုနေရကတော့လစ်လက်နေပါသေးတယ်ဒါပေမဲ့ဒီအလုပ်ကတကယ်ကိုပင်ပန်းတယ်နော်နေတိုင်းစရင်စရာအဆောင်ရနဲ့ချီပြီးတော့တိတိကျကျစစ်ဆေးရမှာဖြစ်တယ်လို့အမားအယွန်းလဲရှိလို့မဖြစ်ဘူးဦးလေးတကယ်ပဲလုပ်နိုင်မှာမလားငါကရွာလူကြီးဟောင်းမဲ့ဥစ္စာစရင်စရာစစ်ဆေးရုံတင်မကပဲတခြားအရာတွေကိုပါတိတိကျကျဆောင်ရွက်နိုင်တာမို့လို့လုံးဝအမားအယွန်းရှိစေရပါဘူးဖြည်းဖြည်းချင်းချပါဒီပစ္စည်းတွေကမနှက်ဖြန်အတွက်အရေးကြီးတဲ့အမှားစာတွေမို့လို့တည်တံ့တိတိကျကျတိုးလောင်ထားပါဒီပစ္စည်းတွေရဲ့အရေးအတွက်ကမကိုက်ညီဘူးဖြစ်နေတယ်ပြန်ပြီးတော့တိတိကျကျရေးတွက်ကြည့်ပါဦး UOG အခု6ချမ်းရဲ့လက်အောက်မှာအလုပ်လုပ်ရတာတော်တော်လေးအဆင်ပြေနေပုံရတယ်နော်ဟုတ်ပါပေးပြ6ချမ်းကတကယ်ကိုအမြင်ကျဲတဲ့ကောင်လေးပါအတိတ်ကကိစ္စတွေကိုစိတ်ထဲမထားပဲအခွင့်အရေးပေးတာကတို့ဝန်ကြားရွာရဲ့ကံကောင်းခြင်းပါပဲဒီနှစ်နွေရာသီမှာတော့ဝန်ကြားရွာကတင်သွင်းပြီးစိုက်ပျိုးခဲ့တဲ့ကြက်သွန်ဖြူတွေကပထမဆုံးအကြိမ်ဖြစ်တကယ်ကိုအကြီးအကျယ်အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်ဟောတောက်ညီလေးရေငါကိုကူညီပြီးတော့ဦးစားပေးစရင်သွင်းပေးပါဦးတို့တွေစက်တုံဖြူပိတာ9000ကျုတင်ပြီးတော့မှာယူခြင်းလို့ပါဈေးနှုန်းကိုလည်းတေချာပေါက်စိတ်ကြည်နက်မှုရှိစေရပါမယ်တို့တွေလည်းလက်လက်ဆက်ဆက်တီးနှံတွေကိုအရင်ဆုံးလာပြီးတော့ဝယ်ယူခြင်းတာပါတို့တွေကဈေးကွက်ပေါက်ဈေးထက်ပိုပေးပြီးတော့ပိတာ4000ကိုအခုချက်ချင်းတည်ယူခြင်းလို့ပါမလောကြပါနဲ့ဦးစက်တုံဖြူတွေကိုမြေကြီးတဲကနေအကုန်လုံးမနှုတ်ရသေးပါဘူးစီကံအတိုင်းစာချုပ်ချုပ်ဆိုပြီးမှဆောင်ရွက်ပေးပါမယ်6ချမ်းဦးလေးချမ်းကတော့မင်းကိုဘယ်လိုမျိုးကျေးဇူးတင်ရမလဲတော့မသိတော့ပါဘူးမင်းကားတို့တွေကိုကောင်းမွန်တဲ့မျိုးစေ့တွေပေးုံတင်မကပဲစိုက်ပျိုးနည်းတွေကိုပါတေးသေးချာချာတင် जा ပေးခဲ့လို့သာအရင်နှစ်တွေကလိုမျိုးစက်တုံဖြူတွေပုတ်တိုးကုန်မှာကိုစိုးရင်စရာမလိုတော့တာ6ချမ်းမင်းကတော့တို့ရွာရဲ့တကယ်ကျေးဇူးရှင်ကြီးပါပဲဒီနှစ်မှာတော့တို့တရွာလုံးဝလင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်တန်းနိုင်ကြတော့မှာပါဦးလေးချမ်းကျွန်တော်ကစိတ်ကူးလေးတစ်ခုပဲပေးခဲ့တာပါအခုလိုမျိုးအောင်မြင်ဖြစ်ထွန်းလာတာကအားလုံးရဲ့ကြိုးစားအထောက်မှုကြောင့်ပါရဲဘော်6ချမ်းမင်းကကိုယ်တိုင်ချမ်းသာအောင်လှုပ်ဆောင်ရုံတင်မကပဲရွာသားတွေကိုပါတိတ်ပန်နေကြစိုက်ပျိုးနည်းတွေတင်ပေးပြီးအတူတူချမ်းသာအောင်ဆောင်ရွက်ပေးနေတဲ့စိတ်ဓာတ်ကတနိုင်ငံလုံးအတိုင်းအတာနဲ့အတူယူပြီးတင်ယူတဲ့အရာဖြစ်ပါတယ်စူးစမ်းပြီးတော့ဆက်လုပ်ဆောင်ပါနောက်ဘာအခက်အခဲမျိုးပဲရှိရှိတို့တွေဘက်ကနေအမြဲတမ်းကူညီပေးသွားပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးရဲ့မျှော်လင့်ချက်တွေကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့ဆောင်ရွက်သွားပါမယ်အခုဆိုရင်တရွာလုံးကခမ ्या ကိုစံပြအဖြစ်တတ်မှတ်နေကြပြီနော်နောက်ဆိုရင်တော့ပို့ပြီးတော့စူးစမ်းရတော့မှာပေါ့ဇနီးလေးစိတ်ချလက်ချထားလိုက်ပါကိုကဇနီးလေးရဲ့လက်အောက်ကအလုတ္တမတယောက်ပဲဥစ္စာဒါတွေအားလုံးအောင်မြင်တာကဇနီးလေးရဲ့လမ်းညွှန်မှုကောင်းမွန်လို့ပါဒါပေါ့ဇနီးဖြစ်သူရဲ့စကားကိုနားထောင်ရင်တေချာပေါက်အောင်မြင်မှုတွေရရှိနိုင်တာပဲလေရှောင်းမေးအဖေကုန်ကျန်းတွေရောင်းချရတာကပင်ပန်းပေမဲ့တို့တွေရွာထဲမှာစက်တုံဖြူပြုပြင်ထုတ်လုပ်တဲ့စက်ရုံတရုံလောက်တိစောက်ဖို့စဉ်းစားထားတယ်စက်ရုံစောက်မယ်ဟုတ်လားအဲ့ဒါဆိုရင်ပတ်စံအများကြီးကုန်ကြမှာပေါ့ကျွန်တော်ကရွာထဲမှာစက်တုံဖြူစိုက်ပျိုးရေးသမားများအသင်းစုတစ်ခုဖွဲ့စည်းခြင်းလို့ပါရွာသားတွေအနေနဲ့ညီနေရဒါမှမဟုတ်စက်တုံဖြူတွေနဲ့အတူပါဝင်ရင်းနှီးမြှုပ်နှံနိုင်အောင်လို့ပါရွာသားတို့တွေရဲ့စက်တုံဖြူတွေကအယောင်ရသွက်တယ်ဆိုပေမဲ့အကယ်၍စက်ရုံတိစောက်ပြီးပြုပြင်မှုမှန်ပြီးမှရောင်းချမယ်ဆိုရင်တော့ဈေးကောင်းပို့ပြီးတော့ရရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကပြုပြင်ထုတ်လုပ်တဲ့စက်ရုံတရုံတိစောက်ချင်ပါတယ်အကယ်၍ပါဝင်ရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေရှိတယ်ဆိုရင်လည်းညီနေရတို့မဟုတ်စက်တုံဖြူတွေနဲ့ပါဝင်နိုင်တယ်လို့နှစ်ကုန်ပိုင်းကျရင်လည်းတို့တွေအချိုးကျအကျိုးမြတ်ခွဲဝေပေးသွားမှာဖြစ်ပါတယ်6ချမ်းတို့တွေကမင်းကိုမယုံကြည်လို့မဟုတ်ပါဘူးဒါပေမဲ့ညီနေရဆိုတာကတို့တွေရဲ့အသက်သွေးကြောပဲဥစ္စာအကယ်၍စက်ရုံသားရှုံးနေသွားခဲ့ရင်ဘာတွေစိုးရိမ်နေတာလဲအရင်တုန်းက6ချမ်းတယောက်အိမ်ကိုပေါင်နှံပြီးတော့ဒုက္ခခံခဲ့တုန်းကတော့ဘယ်သူကဒီလိုမျိုးအောင်မြင်လာမယ်လို့ထင်ခဲ့လို့လဲငါကတော့အခု3ထပ်တိုက်အိမ်ကြီးနဲ့နေနိုင်နေပြီဟေ့ငါလောချံအရင်ဆုံးပါဝင်ရင်းနှီးမြှုပ်နှံမယ်အိမ်ကမြေတွေနဲ့စက်သွန်ဖြူတွေအကုန်လုံးကိုရင်းနှီးမြှုပ်နှံလိုက်မယ်6ချမ်းနဲ့အတူလုပ်ကန်ရတာကတကယ်ကိုအကျိုးအမြတ်ရရှိစေမှာတေချာတယ်ကျွန်တော်လည်းပါဝင်ရင်းနှီးမြှုပ်နှံပါမယ်ကျွန်တော်မိသားစုလည်းပါဝင်ပါမယ်ကျွန်တော်လည်းပါဝင်ပါမယ်အစိုးရဘက်ကနေကူညီပေးတဲ့အတွက်ကြောင့်မို့လို့ညီနေရနဲ့လှုပ်ထုံးလုပ်နည်းတွေကအမြန်ဆုံးပြီးစီးသွားခဲ့ပါပြီစက်ရုံကိုလည်းစတင်ပြီးတော့တိစောက်နေခဲ့ပါပြီဟောတော့တဲအိတ်တွေကိုအမြန်ဆုံးလာပြီးတော့ကူတယ်ပေးပါဦးမရတော့ဘူးတဲအိတ်တွေကမလုံလောက်တော့ဘူးရွာသားတို့ဒီစက်ရုံကတို့ရွာရဲ့အနာဂတ်မျှော်လင့်ချက်ပဲဥစားဘလို့နီးနဲ့မှပျက်စီးသွားလို့မဖြစ်ဘူးဟေ့ဟိုး
6ချမ်းမင်းကိုခုံပြပါတယ်ကွာစက်ယုံကဒီလောက်မြန်နဲ့စောက်လုပ်ပြီးစီးသွားလိမ့်မယ်လို့မထင်ထားမိဘူးတို့ရွာသားတွေစီးလုံးညီညွတ်ကြရင်တို့တွေကြော်လွှားလို့မရတဲ့အခက်အခဲဆိုတာမရှိပါဘူးဟုတ်တာပေါ့အားလုံးပဲအတူတူစူးစမ်းပြီးတော့အတူတူချမ်းသာအောင်လုပ်ကြစို့ဝန်ကြားရွာစစ်တုံဖြူပြုပြင်ထုတ်လုပ်ရေးစက်ယုံဖွင့်ပွဲခမ်းနားအောင်မြင်ပါစေပထမဆုံးအကြိမ်အဖြစ်မြေကြီးတဲကနေနှုတ်ယူလာတဲ့ကြက်တုံဖြူတွေကိုစေးကြောတဲ့ကန်အချက်လိုက်ပြီးတဲ့ဆက်အချောက်ခံဆက်စားတဲ့လုပ်ငန်းစဉ်တွေဖြတ်တန်းပြီးတာနဲ့ကုန်ချိုးပစ္စည်းဖြစ်သွားခဲ့ပါပြီခင်မိတဲ့ကရိယာတွေကရွာသားတွေအတွက်အလုပ်ကျွေးပြုပြီးဝင်ထုတ်ဝင်ပိုးတွေကိုအများကြီးရောနေစေပါတယ်စက်ယုံမှုရေတက်အယောင်သွေးနဲ့အာနိတင်ပါဝင်မှုတွေအကုန်လုံးကစံချိန်စံညွှန်းပြည့်မိပါတယ်ခင်ဗျာကောင်းတယ်တကယ်ကိုကောင်းလုံးပါတယ်ဒါကရွှေပြားတွေထက်တောင်ပိုပြီးတော့လှပနေပါသေးတယ်လား6ချမ်းဒါတွေအားလုံးကစူပါမားကတ်ကြီးတွေနဲ့စားတောက်ကုန်စက်ယုံတွေကနေမှာယူထားတဲ့အမှားစားတွေဖြစ်ပါတယ်တို့ရဲ့ထုတ်ကုန်ကတကယ်ကိုလူကြိုက်များလွန်းလှချီလားဦးလေးချမ်းဒါကဦးလေးတို့မိသားစုရဲ့ဒီနှစ်အတွက်အကျိုးမြတ်ခွဲဝေမှုဖြစ်တယ်လို့ဦးလေးစက်ယုံမှာအလုပ်လုပ်လို့ရတဲ့လစာလဲပါဝင်တာမို့လို့စုစုပေါင်း3ဆလောက်တိုးပွားသွားခဲ့ပါပြီ6မင်းရဲ့ဦးလေးချမ်းတယောက်အသက်60အထိနေထိုင်ခဲ့ပြီးမှဒီလောက်အထိပတ်စံအများကြီးကိုပထမဆုံးအကြိမ်မြင်ဘူးတော့တာပဲရှောင်းမေးတို့တွေအခုလိုမျိုး6ချမ်းရဲ့ကြက်တုံဖြူတိုးလောင်မှုကြောင့်ကောင်းမွန်တဲ့နေ့ရက်တွေဖြစ်တန်းနိုင်တာကကံတရားတစ်ခုလဲကြောင့်မဟုတ်ပဲ6ချမ်းရဲ့အမြင်ကျယ်မှုကြောင့်လည်းပါဝင်ပါတယ်စက်ယုံမှုချမ်းခင်ဗျားတို့အတင်းစုရဲ့ဂုံထုတ်လုပ်မှုစွမ်းအားကိုထပ်ပြီးတော့တိုးချဲ့နိုင်အောင်မလားတို့တွေ9နှစ်တက်တန်းရှိတဲ့ပြည်ပကုန်ပစ္စည်းပေးသွင်းမှုစာချုပ်ကိုချုပ်ဆိုခြင်းလို့ပါပြည်ပကုန်ပစ္စည်းပေးသွင်းမှုစာချုပ်ကဆွဲဆောင်မှုရှိစေတယ်ဆိုပေမဲ့သူတို့ကကုန်ပစ္စည်းအရေးသွေးပေါ်လိုအပ်ချက်တောင်းဆိုမှုမြင့်မားလွန်းလာပါတယ်အဲ့ဒီအပြင်အမှားစာပမာဏကလည်းကြီးမားလွန်းတာမို့လို့တို့ရဲ့အခုရှိတဲ့မြေနေရာနဲ့တည်ဆိုရင်တော့တေချာပေါက်မလုံလောက်နိုင်ပါဘူး6ချမ်းဝန်ကြားရွာမှာအခုဆိုရင်ပိုချန်တဲ့မြေနေရာမရှိတော့ဘူးကုန်ထုတ်လုပ်မှုကိုထပ်ပြီးတော့တိုးချဲ့ခြင်းနဲ့ဆိုရင်တော့အပြင်ကမြေနေရာတွေကိုရှာဖွေရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ငါကြည့်ရှုစစ်ဆေးပြီးတလောက်တော့အနီးနားကလီကြားရွာရဲ့မြေနေရာကမြေပြန့်ဖြစ်တယ်လို့ရေအရင်းမြစ်လဲတိုးပွားလာတာမို့လို့ကုန်ထုတ်လုပ်မှုတိုးချဲ့ဖို့အတွက်အကောင်းဆုံးမြေနေရာဖြစ်ပါတယ်မနှက်ဖြန်မနှက်စောစောကြရင်တို့တွေလီကြားရွာကိုတစ်ခေါက်လောက်သွားကြရအောင်ဒါကဝန်ကြားရွာကစက်ယုံမှုချမ်းမဟုတ်လားဘယ်လိုမျိုးလင်းရင်းတွေတိုက်ခတ်လာလို့ဒီကိုရောက်ရှိလာခဲ့တာလဲယူအတွင်းရင်းမှုကျွန်တော်ဒီနေ့လာတာကခင်ဗျားတို့ရွာမြောက်ဘက်ကမြေက900ကိုစစ်တုံဖြူစိုက်ပျိုးဖို့အတွက်ငှားရမ်းခြင်းလို့ပါစက်ယုံမှုချမ်းအဲ့ဒီမြေနေရာကတို့ရွာရဲ့ရတနာတစ်ပါးပဲဥစ္စာခင်ဗျားတို့ရဲ့စစ်တုံဖြူစီးပွားရေးကဒီလောက်ထိကောင်းမွန်နေတာဆိုတော့မြေက900အတွက်ခင်ဗျားဘယ်လောက်ထိပေးနိုင်မှာလဲဒီကိစ္စကိုတော့လူဦးစီးဘက်ကပဲဈေးနှုန်းတစ်ခုတတ်မှတ်ပေးပါဦးငါပြောရမယ်ဆိုရင်တော့တအေကားကို2000ပြားတစ်စီတောင်ရှော့လို့မရပါဘူး2000ဟုတ်လားခင်ဗျားတပြားတိုက်နေတာကမှပို့ပြီးတော့အဆင်ပြေအောင်မယ်ငားချင်ရင်ငါမငားချင်လဲနေပေါ့တို့ရွာရဲ့မြေနေရာမဟုတ်ရင်အနီးနား10မိုင်ပတ်လည်မှာခင်ဗျားတို့ဒီထက်ကိုကောင်းတဲ့မြေနေရာရှာတွေ့နိုင်အောင်မလားသူကဒီစာချုပ်ကိုပဲအားကိုးပြီးတော့အမျက်ထုတ်ချင်နေတာတေချာပေါက်နောက်ကြရင်ငါစီကိုပြန်လာပြီးတော့တောင်းပန်ရမှာတေချာပါတယ်နောက်ကြရင်တို့တွေတုံမီရွာကိုတွားကြရအောင်6ချမ်းအဲ့ဒီနေရာကတို့ရဲ့ပြုပြင်ထုတ်လုပ်ရေးစက်ရုံနဲ့ကီလိုမီတာ30လောက်အထိဝေးကွာလွန်လာပါတယ်ဟုတ်ပါတယ်6ချမ်းတုံမီရွာကဝေးလံရုံတင်မကပဲလမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲလွန်းတာမို့လို့သူတို့ရဲ့မြေနေရာကိုငှားရမ်းမယ်ဆိုရင်တဲယူပို့ဆောင်ရေးစရိတ်ကအများကြီးပို့ပြီးတော့ကုန်ကျသွားနိုင်ပါတယ်အရင်ဆုံးတုံမီရွာကိုတွားပြီးတော့ကြည့်ရှုစစ်ဆေးကြည့်ရအောင်အဲ့ဒီရွာကဆင်းရဲနွမ်းပါလာတာမို့လို့အကယ်၍ဈေးနှုန်းအဆင်ပြေပြေနဲ့ညှိနှိုင်းနိုင်ခဲ့မယ်ဆိုရင်အကွာဝေးကပြဿနာမဟုတ်ပါဘူးတအေကားကို2000ပေးရမယ်ဆိုရင်လီအိုကတကယ်ကိုမြေခွေးအိုကြီးပဲတို့တွေကိုအချက်ကင်လို့ရမယ်လို့ထင်နေတာလားစက်ယုံမှုချမ်းဖုံးလက်ခံရရှိပြီးတာနဲ့ကျွန်တော်အချိန်မီဒီမှာလာရောက်ပြီးတော့စောင့်ကြိုနေခဲ့တာပါရွာထဲကလူငယ်တွေအကုန်လုံးအပြင်မှာအလုပ်ထွက်လုပ်နေကြတာမို့လို့တို့ရွာကလီကြားရွာလိုမျိုးလူဦးရေမများပြားဘူးဆိုပေမဲ့မြေက900ကတော့တေချာပေါက်အစင်သိရှိနေပါတယ်ရွာလူကြီးဒါဆိုရင်ကျွန်တော်ပုံပွင့်လင်းလင်းပဲပြောပါမယ်ကျွန်တော်တို့ဘက်ကတအေကကို800နှုန်းနဲ့ခင်ဗျားတို့ရဲ့မြေနေရာကိုငှားရမ်းကြပါတယ်မသိဘူးဒီဈေးနှုန်းကခင်ဗျားတို့ဘက်ကသဘောတူနိုင်ပါမလားစက်ယုံမှုချမ်းဒါကဘာတွေအားနာစရာလိုအပ်အောင်မလဲခင်ဗျားရဲ့နာမည်ကုန်တဲ့င်းကတို့စီမှာမွေးပြတ်နေတာပဲဥစ္စာခင်ဗျားစိတ်ကြရွေးချယ်နိုင်ပါတယ်တို့တွေမြေနေရာတင်မကပဲစက်ပြိုးရေးလုပ်သားတွေကိုပါကူညီပြီးတော့စီစဉ်ပေးသွားပါမယ်ဒါဆိုရင်တော့တို့တွေရဲ့ပူးပေါင်းဆောင်ရွက်မှုကတကယ်ကိုပျော်ရွှင်စရာကောင်းလာပါတယ်ငါထင်ထားတာကသူ့အစင်မပြေဖြစ်ပြီးမှနောက်ဆုံးတော့ငါစီကိုပြန်လာပြီးတော့တောင်းပန်ရလိမ့်မယ်လို့ထင်ထားတာငါကစာချုပ်ကိုတောင်တေးသေးချာချာပြင်ဆင်ထားပြီးဥစ္စာတကယ်ကိုစိတ်ပြတ်ဖို့ကောင်းလုံးပါတယ်အတွင်းရေးမှုယူသူကတကယ်ပဲတုံမီရွာကိုတွားလိုက်တာလားမဖြစ်နိုင်တာအဲ့ဒီလိုမျိုးဆင်းရဲတဲ့နေရာကလမ်းပန်းဆက်သွယ်ရေးတောင်ကောင်းကောင်းမွန်မွန်မရှိတာကိုသူယူသွားလို့တွားရမှာလားဒီနေရာကလန်ကီဝေးကွာလာတယ်ဆိုပေမဲ့ဒီနေရာကတော့တကယ်ကိုကောင်းမွန်ပါတယ်အားလုံးစိတ်ချလက်ချထားလိုက်ပါဒီတစ်ချိန်ကျက်တုံဖြူတွေရဲ့အကျိုးမြတ်ကတေချာပေါက်ခင်ဗျားတို့ရိုးရာသီးနှံတွေစိုက်ပျိုးတာထက်အများကြီးပို့ပြီးတော့ဝင်ငွေရရှိစေရပါမယ်ဒီစကားကအားနာစရာကောင်းလုံးပါတယ်ခင်ဗျားကအစိုးရဘက်ကနေချီကျူးကုန်ပြုခြင်းခံထားရတဲ့စိုက်ပျိုးရေးသမားစံပြပုဂ္ဂိုလ်ကြီးပဲဥစ္စာခင်ဗျားနဲ့အတူလုပ်ကန်ရတာတေချာပေါက်မှန်ကန်ပါတယ်ဟုတ်တယ်မလားရွာသားတို့ဟုတ်ပါတယ်စက်ယုံမှုချမ်းအကျိုးမြတ်ကဘလို့ပဲဖြစ်ဖြစ်တို့တွေကတော့ခင်ဗျားရဲ့လူပုဂ္ဂိုလ်ကိုယုံကြည်စိတ်ချတာပါအကယ်၍ရွာလူကြီးတာမဟုတ်ခဲ့ရင်တို့ရွာကလူတွေအစကတည်းကအတူတူချမ်းသာနေကြပြီမဟုတ်လားဟုတ်ပါတယ်တို့တွေအခုချက်ချင်းလီအိုစီကိုတွားပြီးတော့ရှင်းရှင်းလင်းလင်းဖြည့်ရှင်းချက်တောင်းကြရအောင်လီအိုမင်းပြောခဲ့တုန်းကတော့6ချမ်းကတို့ရွာရဲ့မြေနေရမရှိရင်အလုံးမဖြစ်နိုင်ဘူးလို့ပြောခဲ့တာမဟုတ်လားအခုတော့သူကဘာဖြစ်လို့တုံမင်ရွာနဲ့တွားပြီးတော့ပူပေါင်းဆောင်ရွက်သွားရတာလဲအားလုံးပဲစိတ်အေးအေးထားကြပါဦးသူကခဏတာဝေခွဲမရဖြစ်နေုံတင်ပါတုံမင်ရွာကဒီလောက်အထိဝေးကွာလွန်းလာတာကိုတည်ယူပို့ဆောင်ရေးကဘယ်လိုမျိုးအဆင်ပြေနိုင်မှာလဲသူတေချာပေါက်ပြန်လာမှာပါ
ပြန်လာမယ်ဟုတ်လားသူတို့တုံမင်ရွာကဒီနှစ်မှာတင်အကြီးအကျယ်အောင်မြင်ဖြစ်ထွန်းတော့မှာကိုတို့ရွာရဲ့မြေနေရာတွေကတော့အခုထိဆက်ပြီးတော့လစ်လက်နေတော့မဲ့ဥစ္စာအကယ်၍မင်းကြောင့်တာမဟုတ်ရင်တို့ရွာကအစကတည်းက6ချမ်းနဲ့ပူးပေါင်းဆောင်ရွက်ပြီးကောင်းမွန်တဲ့နေ့ရက်တွေဖြစ်တန်းနေရပြီမဟုတ်လားဒီကိစ္စကတကယ်ကိုကျွန်တော်ရဲ့အမှားပါပဲကျွန်တော်ကလည်းအားလုံးအတွက်ပို့ပြီးတော့အကျိုးအမြတ်တွေရရှိစေချင်လို့စူးစမ်းခဲ့တာပါ6ချမ်းတုံမင်ရွာကရွာသားတွေကတကယ်ကိုရိုးသားဖြောက်မှတ်ပြီးအလုပ်ကိုလည်းကြိုးကြိုးစားစားလုပ်ကင်ကြတယ်တို့ရဲ့စိုက်ပျိုးရေးကုန်ကြစရိတ်ကလည်းခံမှန်းထားတာထက်အများကြီးပို့ပြီးတော့တက်တာလာပါတယ်ကျွန်တော်အစကတည်းကဒီမြေနေရာကိုရွေးချယ်ခဲ့တာကလည်းဒီအချက်ကိုသဘောကျလို့ပါတို့တွေကစံချိန်စံညွှန်းမိတဲ့စိုက်ပျိုးရေးအခြေစိုက်စခန်းတစ်ခုတိစောက်သွားရမှာဖြစ်တာမို့လို့လန်ကီဝေးကွာလာတယ်ဆိုပေမဲ့အရေးသွေးကိုတော့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားရမယ်စက်ယုံမှုချမ်းအပပစက်ယုံမှုချမ်းကျွန်တော်ရဲ့အမြင်ချင်းမြောင်းခဲ့မိတာတွေကိုခွင့်လွှတ်ပါဦးအစတုန်းကမြေစင်းလုံးတတ်မှတ်ခဲ့တာကနောက်ပြောင်ခဲ့မိုံတက်တက်ပါပဲတို့တွေထပ်ပြီးတော့ညှိနှိုင်းကြည့်ကြရအောင်လေအတွင်းရေးမှုယူအခွင့်အရေးဆိုတာတစ်ချိန်ပဲရှိတာပါအခုကျွန်တော်ကတုံမင်ရွာရဲ့မြေနေရာတွေကိုငှားရမ်းပြီးသွားပြီဖြစ်လို့လောလောဆယ်မှာတော့ထပ်ပြီးတော့မြေငှားဖို့အစီအစဉ်မရှိသေးပါဘူးစက်ယုံမှုချမ်းကျွန်တော်တကယ်ပဲမှားသွားခဲ့ပါတယ်အကယ်၍ခမရတာလီကြားရွာရဲ့မြေနေရာကိုမငှားရမ်းဘူးဆိုရင်ကျွန်တော်လည်းရွာကိုပြန်ဖို့မျက်နှာမရှိတော့ပါဘူးဦးလေးလီကိုစီးပွားရေးဆိုတာကလေးကစားစရာမဟုတ်ပါဘူးလီကြားရွာရဲ့မြေနေရာကိုကျွန်တော်အခုလုံးဝမလိုအပ်တော့ပါဘူးဒါပေမဲ့တိုးစက်ယုံမှာထုတ်ပိုးမှုလုပ်ငန်းအတွက်လစ်လက်နေတဲ့နေရာအနေငယ်တော့ရှိပါသေးတယ်စက်ယုံမှုချမ်းတို့ရွာကိုအခွင့်အရေးပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်စက်ယုံမှုကတကယ်ကိုသဘောထားကြီးလှပါတယ်ဒါပေမဲ့တေချာပေါက်တရားမျှတစွာရှင်ပြန်ကြရမှာဖြစ်ပါတယ်တို့ရဲ့ကုန်ထုတ်လုပ်မှုကွင်းဆက်ကပို့ပြီးတော့ခင်မိတဲ့စနစ်စီကိုအမြန်ဆုံးကူးပြောင်းသွားဖို့လိုအပ်နေပြီး6ချမ်းအစိုးရဘက်ကနေအသစ်ထုတ်ပြန်လိုက်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒတစ်ခုရှိလာတဲ့ဒုစက်ယုံကစံချိန်စံညွှန်းမပြည့်မီရုံတင်မကပဲလုပ်ငန်းရနာရမယ်အနေနဲ့ပါရင်ဆိုင်နေရပါတယ်6ချမ်းဒါကဘယ်လိုလုပ်ရမလဲမူဝါဒတိရစက်တုံဖြူပြုပြင်ထုတ်လုပ်တဲ့ထုတ်ပိုးမှုပစ္စည်းတွေကတို့အခုသုံးနေတဲ့ပလတ်စတစ်ထုတ်ပိုးမှုတွေကစံချိန်စံညွှန်းမပြည့်မီဘူးဖြစ်နေတယ်6ချမ်းပြည်ပကမှာယူထားတဲ့9နှစ်တက်တန်းရှိတဲ့အမှားစာတွေအတွက်တစ်ဖက်လူကလည်းနိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးစံညွှန်းနဲ့ကိုင်းညီဖို့တောင်းဆိုထားတာရှိပါတယ်အကယ်၍စစ်ဆေးလို့မအောင်မြင်ခဲ့ရင်တို့တွေရော်ကြီးမတက်နိုင်ပဲဖြစ်သွားလိမ့်မယ်မူဝါဒကချမှတ်ပြီးသားဖြစ်တာမို့လို့တို့တွေဘက်ကလည်းတက်ကြွစွာနဲ့လိုက်နာဆောင်ရွက်သွားရမယ်ဟောတော့မင်းအခုချက်ချင်းစက်ယုံကိုအကြောင်းကြားလိုက်ပါကုန်ချောပစ္စည်းထုတ်ပိုးမှုလုပ်ငန်းအလုံးကိုယာယီရပ်နားထားလိုက်ပါရှောင်းမေမင်းကျွန်တော်ကိုပြည်နယ်မြို့တော်ကိုသွားမယ်ယထာလက်မှတ်အချို့ကူညီပြီးတော့မှာယူပေးပါဦးပြည်နယ်မြို့တော်ကိုဘာသွားလို့မလို့လဲတို့တွေကဒီအတိုင်းထိုင်ဆောင်နေလို့မဖြစ်ဘူးပြည်နယ်မြို့တော်ကိုသွားပြီးတော့စံချိန်စံညွှန်းမိတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးထုတ်ပိုးမှုပစ္စည်းတွေကိုလိုက်လံရှာဖွေရမယ်စက်ယုံမှုချမ်းလီကြားရွာကနေခေါ်ယူထားတဲ့ထုတ်ပိုးမှုလုပ်သားတွေကအခုဆိုရင်အလုပ်ကိုကျွမ်းကျင်လုပ်ကင်တက်နေပါပြီသူတို့ကိုယာယီရပ်နားထားခိုင်းလိုက်ပါဆက်တွေကိုလည်းပိတ်ထားလိုက်ပါဦးအားလုံးပဲလောလောဆယ်အလုတ်ခဏရထားမဲ့အကြောင်းကြားစာကိုနားထောင်ပေးကြပါဦးတို့ခုသုံးနေတဲ့ထုတ်ပိုးမှုပစ္စည်းတွေကပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်းနဲ့ကိုက်ညီမှုမရှိဘူးဖြစ်နေတယ်ဒါကြောင့်မို့လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ခင်ဗျားတို့တဲကနေကိုယ်စားလှယ်အချို့ကိုရွေးချယ်ပြီးတော့တိတိကျကျနဲ့တဘာဝပတ်ဝန်းကျင်အကြောင်းနားလည်တဲ့သူတွေစီတွားရောက်လေ့လာရမယ်တို့တွေကအလုပ်လုပ်ရုံပဲသိတာလေခင်ဗျားတို့ကမှပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိတာမဟုတ်ဘူးလားထုတ်ပိုးပစ္စည်းတွေရဲ့ခိုင်ခန့်မှုနဲ့စက်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုခင်ဗျားတို့ကအသိဆုံးဖြစ်တာမို့လို့ပြည်နယ်မြို့တော်ကိုတွားမဲ့ခရီးစဉ်မှာခင်ဗျားတို့ရဲ့သဘောထားအမြင်ကတကယ်ကိုအရေးကြီးပါတယ်ခင်ဗျားတို့စက်ယုံရဲ့လက်ရှိထုတ်ပိုးမှုပစ္စည်းတွေကနောက်ဆုံးထုတ်ပြန်ထားတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကိုချိုးဖောက်နေတာကြောင့်မို့လို့အခုတရားဝင်ပြုပြင်ပြောင်းလဲဖို့အကြောင်းကြားစာပေးအပ်တာဖြစ်ပါတယ်တစ်ပတ်အတွင်းမှာစံချိန်စံညွှန်းမိတဲ့အိတ်တွေကိုပြောင်းလဲအသုံးပြုရမှာဖြစ်ပြီးမဟုတ်ရင်တော့လုပ်ငန်းရပ်နာပြီးစစ်ဆေးခြင်းခံရပါလိမ့်မယ်လူကြီးမင်းစစ်ချလက်ချထားလိုက်ပါကျမတို့စက်ယုံမှုကအလုပ်သမားကိုယ်စားလှယ်တွေနဲ့အတူညရင်းချင်းပဲပြည်နယ်မြို့တော်ကိုတွားရောက်ပြီးတော့ပစ္စည်းအသစ်တွေကိုလိုက်လံရှာဖွေနေခဲ့ပါပြီကျမတို့တေချာပေါက်မူဝါဒကိုပူးပေါင်းပါဝင်ဆောင်ရွက်သွားပါမယ်စက်ယုံမှုချမ်းကြည့်ရှုပေးပါဦးဒါကကျွန်တော်တို့နောက်ဆုံးသုတေသနပြုထုတ်လုပ်ထားတဲ့ပြောင်းဖူးကစီတဲ့အခြေခံပတ်ဝန်းကျင်ထိန်းသိမ်းရေးအိတ်ဖြစ်ပါတယ်ပြည်နယ်တွင်းတင်မကပဲနိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ပါကိုက်ညီမှုရှိတဲ့အပြင်စိုးထိုင်းစာထိန်းသိမ်းမှုလည်းကောင်းမွန်လုံးလို့စက်တုံဖြူလိုမျိုးစိုက်ပျိုးရေးထုတ်ကုန်တွေအတွက်တကယ်ကိုအဆင်ပြေပါတယ်ဒီအရာကပြောင်းဖူးနဲ့လှုပ်ထားတာဟုတ်လားကြည့်ရတာပလတ်စတစ်အိတ်နဲ့ဘာမှမထူးခြားသလိုမျိုးခိုင်လဲခိုင်ခန့်သားပဲဒီအလုပ်သမားကြီးကတကယ်ကိုအမြင်ဆူရှာတာပဲသူကတဘာဝပတ်ဝန်းကျင်မှာအလိုအလျောက်ပျက်စီးသွားဖို့အတွက်လအနေငယ်ပဲလိုအပ်တာပါမန်နေဂျာဒီပစ္စည်းရဲ့ကုန်ကျစရိတ်ကဘယ်လိုမျိုးရှိလဲဟင်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ကုန်ကျစရိတ်ကရိုးရိုးပလတ်စတစ်အိတ်ထက်3ဆခွဲလောက်ပိုပြီးတော့များပြားပါတယ်3ဆကျော်အထိဈေးကြီးတာဟုတ်လားတို့တွေတစ်နေ့ကိုအိတ်ဆောင်ရနဲ့ချီတောင်းနဲ့ချီသုံးဆွဲနေရတာဆိုတော့ပတ်စံအများကြီးပိုပြီးတော့ကုန်ကျသွားမှာပေါ့ဒီလိုဆိုရင်တော့စီးပွားရေးကတွက်ချင်မကိုက်ဘူးဖြစ်သွားလိမ့်မယ်အားလုံးပဲကုန်ကျစရိတ်အတွက်စိုးရိမ်နေကြတာကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ချိန်ပစ္စည်းလာရောက်ရှာဖွေတာကဟန်ပြတ်တက်မဟုတ်ပါဘူးအကယ်၍တို့တွေပြောင်းလဲခြင်းမရှိဘူးဆိုရင်စက်ယုံကအပိတ်ခံရမှာဖြစ်ပြီးအားလုံးလည်းအလုံးလက်မဲ့ဖြစ်သွားကြလိမ့်မယ်စက်ယုံမှုတို့တွေကအမြင်ကျဲတဲ့စကားတွေကိုမပြောတတ်ဘူးဆိုပေမဲ့ခမည်းကတို့တရွာလုံးထမင်းအိုးမပြတ်စေဖို့အတွက်စူးစမ်းပေးနေတာကိုတော့နားလည်ပါတယ်စက်ယုံမှုခြံရောက်ပြီးအားလုံးပဲလက်ရှိလုပ်နေတဲ့အလုပ်တွေကိုခဏရပ်နားပေးကြပါဦးပစ္စည်းအသစ်တွေရောက်ရှိလာခဲ့ပါပြီအခုချိန်ကစပြီးတော့အရင်ကထုတ်ပိုးမှုအိတ်ဟောင်းတွေကိုမသုံးဆွဲပဲဒီတစ်ချိန်ဝယ်ယူလာတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအိတ်သစ်တွေကိုပဲပြောင်းလဲအသုံးပြုသွားရပါမယ်နောက်ထုတ်လုပ်မဲ့ပစ္စည်းတွေတည်းမကပဲခိုးလောင်ထဲမှာထုတ်ပိုးပြီးသားဖြစ်တဲ့ကြက်သွန်ဖြူတစ်တာ9000ကိုလည်းအကုန်လုံးပြန်ဖြတ်ပြီးတော့အိတ်အသစ်တွေနဲ့ပြန်လဲထုတ်ပိုးသွားရပါမယ်
ဘာဖြစ်လို့လဲပြတို့တွေတကယ်ကိုပင်ပင်ပန်းပန်းနဲ့ထုတ်ပိုးထားရတဲ့တစ်တာ9000ကိုခမရဲ့စကားတခွန်းနဲ့အကုန်ပြန်ဖြတ်ခိုင်းရတာလဲဒါကဘယ်အချိန်မှပြီးစီးနိုင်တော့မှလဲဟုတ်ပါပေဗျာတို့တွေကထုတ်လုပ်မှုအရေးအတွက်တိုင်းလစာရရှိတာလေးအိတ်တွေကိုပြန်ဖြတ်ပြီးပြန်လုပ်ရမယ်ဆိုရင်အချိန်ကုန်လူပင်ပန်းဖြစ်ပြီးတော့ဝင်ငွေလဲထိခိုက်ကုန်မှာပေါ့ဒီလုပ်ကိုတို့တွေမလုပ်နိုင်ပါဘူးလီကြားရွာကညီအကိုတို့တွေစစ်တုံဖြူတွေကိုတကယ်ကိုကောင်းမွန်အောင်ဆောင်ရွက်ထားတာပါဒီအိတ်တွေကိုလည်းတို့တွေတခါမှမတုံးဘူးသေးဘူးဆက်ရဲ့အပူချိန်နဲ့လက်အထီတွေကအရင်နဲ့မတူတာမို့လို့အလုပ်လုပ်ရတာနှောက်နေသွားပြီးတော့အားလုံးရဲ့ဝင်ငွေပေါ်ကိုလည်းတေချာပေါက်ထိခိုက်စေနိုင်ပါတယ်ခမရတို့ကဘာဖြစ်လို့ဒီလောက်အထိစွတ်တရုပ်ဖြစ်နေကြရတာလဲအကယ်၍မပြောင်းလဲဘူးဆိုရင်စက်ယုံကအပိတ်ခံရမှာဖြစ်ပြီးဒါကအစိုးရဘက်ကနေအလေးနဲ့ထုတ်ပြန်ထားတဲ့မူဝါဒဖြစ်ပါတယ်စက်ယုံပိတ်ရင်လည်းပိတ်စီပြားတို့တွေလီကြားရွာကိုပြန်ပြီးတော့မြေစိုက်ပြိုးတဲ့အလုပ်ပဲဆက်လုပ်တော့မယ်ဒီမှာနေပြီးတော့ပင်ပန်းနဲ့အလုပ်လုပ်မနေတော့ဘူးဟုတ်တယ်မလားရွာသားတို့ဟုတ်တယ်မလုပ်တော့ဘူးအကုန်ပြန်ကြစို့ရွာသားတို့ရဲ့ရင်ထဲကမကျေနပ်မှုတွေကိုကျွန်တော်တကယ်ကိုချင်းစာနားလဲပါတယ်အားလုံးပဲရွာကနေထွက်ပြီးအလုပ်လုပ်ကြတာကမိသားစုဝမ်းရေးအတွက်စူးစမ်းနေကြတာမဟုတ်လားဒီကိစ္စကကျွန်တော်နေရာမှာဆိုရင်လည်းတေချာပေါက်စိတ်ဆိုးမိမှာပါစက်ယုံမှုချမ်းခမ ्या ကသိနေတာပဲကိုဘာဖြစ်လို့တို့တွေကိုအတင်းကျပ်ပြန်လုပ်ခိုင်းနေရတာလဲဘာဖြစ်လို့လဲဆိုတော့အကယ်၍တို့တွေစံချိန်မပြည့်မီတဲ့ပလတ်စတစ်အိတ်တွေကိုမပြောင်းလဲဘူးဆိုရင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကမနှက်ဖြန်ကြရင်လာပြီးတော့ချိတ်ပိတ်သွားလိမ့်မယ်တို့ရဲ့စက်ယုံလည်းအပိတ်ခံရမှာဖြစ်ပြီးအားလုံးလည်းအရင်လိုမျိုးမိုးလေဝသကိုပဲမျှော်လင့်ပြီးစင်စင်ရဲရဲဖြတ်တန်းရမယ့်နေ့ရက်တွေကိုပြန်သွားချင်ကြလို့လားညီကိုတို့ခမ ्या တို့လည်းမျက်မြင်ကိုတွေ့ပဲမဟုတ်လားတို့တွေအမှားအယွင်းမရှိစေဖို့အတွက်စူးစမ်းနေကြတာပါဒီအိတ်အစ်တွေကဈေးကြီးတယ်ဆိုပေမဲ့မြေကြီးထဲမှာအလိုလျောက်ပျက်စီးပြီးမျောစာဖြစ်သွားနိုင်တာမို့လို့တို့ရွာသားတွေရဲ့မြေစီလွာနဲ့ရေရင်းမြစ်ကိုညဉ့်ညမ်းစေမှာမဟုတ်ပါဘူးအားလုံးရဲ့လစာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကတိပေးပါတယ်ပြန်လည်ပြင်ဆင်ရမယ့်ထုတ်ပိုးမှုလုပ်ငန်းစဉ်အားလုံးအတွက်ကျွန်တော်6ချမ်းကိုယ်တိုင်ပတ်စံစိုက်ထုတ်ပြီးတော့ပုံမှန်ရရှိမဲ့လစာရဲ့နှစ်ဆကိုအားလုံးအတွက်ပေးချေသွားပါမယ်အဲ့ဒီအပြင်အိတ်အစ်တွေစမ်းသပ်အသုံးပြုမဲ့ကာလအတွင်းမှာလည်းအခြေခံလစာကို20%အထိတိုးမြင့်ပေးသွားပါမယ်စက်ယုံမှုခမ ्या ကဒီလောက်အထိသဘောထားကြီးပြီးပြောဆိုလာတာဆိုတော့တို့တွေလည်းဆက်ပြီးတော့လုတ်ကင်ပေးပါမယ်စက်ယုံမှုကတကယ်ကိုလူကောင်းတစ်ယောက်ပါကျွန်တော်အစတုန်းကစိတ်လိုက်မှန်မှဖြစ်သွားခဲ့မိပါတယ်နှစ်ဆလစာကိုတို့တွေမယူပါဘူးစက်ယုံကြီးဆက်လက်ပြီးတော့လဲပတ်နိုင်ဖို့အတွက်သာတို့တွေအချိန်ပိုဆင်းပြီးတော့အကောင်းဆုံးဖြစ်အောင်ကူညီပေးသွားပါမယ်ဟုတ်ပါတယ်စက်ယုံမှုကတကယ်ကိုတရားမျှတမှုရှိပါတယ်တို့တွေလည်းအရှုံးမပေးနိုင်ပါဘူးအခုချက်ချင်းအလုပ်ပြန်စားကြစို့စိတ်ချလက်ချထားလိုက်ပါ6ချမ်းဒီနှုံအတိုင်းသာဆိုရင်တော့မနဲ့မလင်းခင်မှာဒီတစ်တာ9000လုံးကိုတေချာပေါက်အကုန်လုံးပြန်လဲပြင်ဆင်ပြီးသွားနိုင်ပါတယ်ဟုတ်ပါတယ်အားလုံးစီလုံးညီညွတ်ကြရင်ကြော်လွှားလို့မရတဲ့အခက်အခဲဆိုတာမရှိပါဘူးနောက်ဆုံးတစ်တာထုတ်ပိုးမှုပြီးစီးပါပြီဟိုးစက်ယုံမှုခမ ्या တို့ရဲ့ပြုပြင်ပြောင်းလဲမှုအရှိန်ဟုန်ကတကယ်ကိုမျက်စံလာပါတယ်ဒီထုတ်ပိုးမှုပစ္စည်းတွေကပြည်နယ်ရဲ့မူဝါဒတောင်းဆိုချက်တွေနဲ့လုံးဝကိုကိုက်ညီမှုရှိပါတယ်ရွာသားတို့ရဲ့ထုတ်ကုန်တွေကရွာပြင်ကိုရောက်ရှိသွားရုံတင်မကပဲအခုဆိုရင်ကမ္ဘာဈေးကွက်ထဲအထိပါရောက်ရှိသွားခဲ့ပါပြီနောက်တစ်ချိန်မှာတို့တွေဝန်ကြားရွာလီကြားရွာနဲ့တုံမင်ရွာတို့ကိုပူးပေါင်းပြီးတော့တနိုင်ငံလုံးမှာအကြီးမားဆုံးဖြစ်တဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစိုက်ပျိုးရေးထုတ်ကုန်အခြေစိုက်စခန်းကြီးတစ်ခုအဖြစ်တည်ဆောက်သွားကြမယ်အားလုံးကယုံကြည်မှုရှိကြရဲ့လားရှိပါတယ်6ချမ်းဒုက္ခပါပဲတို့ရဲ့ကုန်ပစ္စည်းတင်ဆောင်လာတဲ့ကားကလမ်းမှာအစစ်ဆေးခံရပြီးအဖမ်းခံထားရတယ်လူကြီးမင်းကျွန်တော်တို့ရဲ့စက်တုံဖြူအချက်တွေကစံချိန်စံညွှန်းအကုန်လုံးပြည့်မိပါတယ်ခမ ्या ထုတ်ပိုးတဲ့အိတ်ကလည်းပြည်နယ်ကနေအတစ်ထုတ်ပြန်ထားတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအိတ်တွေဖြစ်ပါတယ်စူပါမားကတ်ကြီးတွေကလည်းပစ္စည်းရောက်မှာကိုစောင့်ဆိုင်းနေကြတာမို့လို့ကျွန်တော်တို့ကိုအမြန်ဆုံးဖြတ်တန်းခွင့်ပြုပေးပါဦးခမ ्या တို့ရဲ့စက်တုံဖြူတွေကကော်ပတ်တစိတ်အသုံးပြုထားတာမို့လို့စီကန်းချက်အရလောလောဆယ်ကုန်ပစ္စည်းကိုထိန်းသိမ်းထားပြီးဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးရမှာဖြစ်ပါတယ်ဟောဗျာဒါကဝန်ကြားရွာကလူစွမ်းကောင်းကြီးမဟုတ်လားဘာဖြစ်လို့လဲစက်ယုံအတစ်ကြီးဖွင့်လှစ်ပြီးခါစားရှိသေးတာကိုကုန်ပစ္စည်းကပြဿနာတက်နေရတာလဲလူငယ်စီးပွားရေးကိုအလောတကြီးလှုပ်ဆောင်လို့ရင်ဒီလိုမျိုးပြဿနာနဲ့ရင်ဆိုင်ရတတ်တာတဘာဝပါပဲအရာရှိမင်းကျွန်တော်ကစက်ယုံရဲ့တာဝန်ခံဖြစ်ပါတယ်အကယ်၍တစုံတစ်ယောက်ကတို့ရဲ့ကုန်ပစ္စည်းအပေါ်မမှန်မကန်တိုင်ကြားထားတယ်ဆိုရင်တော့စစ်ဆေးခြင်းခံယူရမှာကထုံးစံပါပဲဒါပေမဲ့အချိန်ကုန်သက်သာစေဖို့အတွက်ကျွန်တော်ကဒီနေရာတင်ချက်ချင်းစစ်ဆေးဖို့အတွက်အကြံပြုချင်ပါတယ်ဒီလူကတော့ပြည်နယ်တွင်းနာမည်ကြီးသတင်းထောက်တစ်ယောက်ဖြစ်ပါတယ်ကျွန်တော်တို့ဝန်ကြားရွာရဲ့စက်ယုံကဘလို့မျိုးမမှန်မကန်ကိစ္စရက်တွေကိုမှလှုပ်ဆောင်ထားခြင်းမရှိတာမို့လို့စစ်ဆေးမှုကိုရဲရဲဝံ့ဝံ့ရေးဆိုင်နိုင်ပါလေကဲတစ်တာကိုဖွင့်လိုက်စမ်းအရာရှိမင်းအကယ်၍ဒါကတကယ်ကိုစံချိန်မပြည့်မီတဲ့ညဉ့်ညမ်းပစ္စည်းတွေသာဆိုရင်ဘသူကဒီအထဲကပစ္စည်းတွေကိုဒီအတိုင်းချက်ချင်းစားရဲပါမလဲကျွန်တော်တို့စက်ယုံကသုံးဆွဲထားတဲ့ပစ္စည်းကတဘာဝပြောင်းမှုကစီတန်းနဲ့လှုပ်ဆောင်ထားတာဖြစ်လို့ဘလို့မျိုးဓာတုပစ္စည်းပါဝင်မှုမှမရှိပါဘူးစက်ယုံမှုချမ်းစာရွက်စာတမ်းတွေနဲ့ပစ္စည်းတွေအားလုံးကစံချိန်စံညွှန်းပြည့်မီတာမို့လို့ပြဿနာမရှိပါဘူးကြည့်ရတာတစုံတစ်ယောက်ကမနာလို့မမှန်မကန်တိုင်ကြားထားတာထင်ပါတယ်အခုချက်ချင်းတွားခွင့်ပြုလိုက်ပါကောင်းလာချီလာ6ချမ်းကကိုဒီလိုမျိုးနီးလန်းတွေနဲ့ရင်ဆိုင်ရဲတဲ့ပေါ့လေနောက်ကြရင်မင်းကိုဘယ်လိုမျိုးနှိတ်ကိုရမလဲဆိုတာငါမှနီးလန်းတွေအများကြီးရှိပါသေးတယ်ရွာသားတို့ရဲ့ရင်ထဲကမကျေနပ်မှုတွေကိုကျွန်တော်တကယ်ကိုချင်းစာနားလဲပါတယ်အားလုံးပဲရွာကနေထွက်ပြီးအလုပ်လုပ်ကြတာကမိသားစုဝမ်းရေးအတွက်စူးစမ်းနေကြတာမဟုတ်လားဒီကိစ္စကကျွန်တော်နေရာမှာဆိုရင်လေတေချာပေါက်စိတ်ဆိုးမိမှာပါ
စက်ယုံမှုချမ်းခမရကသိနေတာပဲကိုဘာဖြစ်လို့တို့တွေကိုအတင်းကျပ်ပြန်လုပ်ခိုင်းနေရတာလဲဘာဖြစ်လို့လဲဆိုတော့အကယ်၍တို့တွေစံချိန်မပြည့်မီတဲ့ပလတ်စတစ်အိတ်တွေကိုမပြောင်းလဲဘူးဆိုရင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကမနှက်ထန်ကြရင်လာပြီးတော့ချိတ်ပိတ်သွားလိမ့်မယ်တို့ရဲ့စက်ယုံနဲ့အပိတ်ခံရမှာဖြစ်ပြီးအားလုံးလည်းအရင်လိုမျိုးမိုးလေဝသကိုပဲမျှော်လင့်ပြီးစစ်စင်ရဲဖြတ်တန်းရမယ့်နေ့ရက်တွေကိုပြန်သွားချင်ကြလို့လားညီကိုတို့ခမရတို့လည်းမျက်မြင်ကိုတွေ့ပဲမဟုတ်လားတို့တွေအမှားအယွင်းမရှိစေဖို့အတွက်စူးစမ်းနေကြတာပါဒီအိတ်အစ်တွေကဈေးကြီးတယ်ဆိုပေမဲ့မြေကြီးထဲမှာအလိုလျောက်ပြက်စီးပြီးမျောစာဖြစ်သွားနိုင်တာမို့လို့တို့ရွာသားတွေရဲ့မြေစီလွာနဲ့ရေရင်းမြစ်ကိုညဉ့်ညမ်းစီမှာမဟုတ်ပါဘူးအားလုံးရဲ့လစာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကတိပေးပါတယ်ပြန်လည်ပြင်ဆင်ရမယ့်ထုတ်ပိုးမှုလုပ်ငန်းစဉ်အားလုံးအတွက်ကျွန်တော်6ချမ်းကိုယ်တိုင်ပတ်စံစိုက်ထုတ်ပြီးတော့ပုံမှန်ရရှိမယ့်လစာရဲ့နှစ်ဆကိုအားလုံးအတွက်ပေးချေသွားပါမယ်အဲ့ဒီအပြင်အိတ်အစ်တွေစံတက်အသုံးပြုမဲ့ကာလအတွင်းမှာလည်းအခြေခံလစာကို20%ခိုင်နှုန်းအထိတိုးမြင့်ပေးသွားပါမယ်စက်ယုံမှုခမည်းကဒီလောက်အထိသဘောထားကြီးပြီးပြောဆိုလာတာဆိုတော့တို့တွေလည်းဆက်ပြီးတော့လုပ်ကင်ပေးပါမယ်စက်ယုံမှုကတကယ်ကိုလူကောင်းတစ်ယောက်ပါကျွန်တော်အစားတုန်းကစိတ်လိုက်မှန်မှဖြစ်သွားခဲ့မိပါတယ်နှစ်ဆလစာကိုတို့တွေမယူပါဘူးစက်ယုံကြီးဆက်လက်ပြီးတော့လေပတ်နိုင်ဖို့အတွက်သာတို့တွေအချိန်ပိုဆင်းပြီးတော့အကောင်းဆုံးဖြစ်အောင်ကူညီပေးသွားပါမယ်ဟုတ်ပါတယ်စက်ယုံမှုကတကယ်ကိုတရားမျှတမှုရှိပါတယ်တို့တွေလည်းအရှုံးမပေးနိုင်ပါဘူးအခုချက်ချင်းအလုပ်ပြန်စားကြစို့စိတ်ချလက်ချထားလိုက်ပါ6ချမ်းဒီနှုန်းအတိုင်းသာဆိုရင်တော့မနဲ့မလင်းခင်မှာဒီတစ်တာ9000လုံးကိုတေချာပေါက်အကုန်လုံးပြန်လဲပြင်ဆင်ပြီးသွားနိုင်ပါတယ်ဟုတ်ပါတယ်အားလုံးစီလုံးညီညွတ်ကြရင်ကြော်လွှားလို့မရတဲ့အခက်အခဲဆိုတာမရှိပါဘူးနောက်ဆုံးတစ်တာထုတ်ပိုးမှုပြီးစီးပါပြီဟိုးစက်ယုံမှုခင်ဗျားတို့ရဲ့ပြုပြင်ပြောင်းလဲမှုအချိန်ဟုန်ကတကယ်ကိုမျက်စံလာပါတယ်ဒီထုတ်ပိုးမှုပစ္စည်းတွေကပြည်နယ်ရဲ့မူဝါဒတောင်းဆိုချက်တွေနဲ့လုံးဝကိုကိုက်ညီမှုရှိပါတယ်ရွာသားတို့ရဲ့ထုတ်ကုန်တွေကရွာပြင်ကိုရောက်ရှိသွားရုံတင်မကပဲအခုဆိုရင်ကမ္ဘာဈေးကွက်ထဲအထိပါရောက်ရှိသွားခဲ့ပါပြီနောက်တစ်ချိန်မှာတို့တွေဝန်ကြားရွာလီကြားရွာနဲ့တုံမင်ရွာတို့ကိုပူးပေါင်းပြီးတော့တနိုင်ငံလုံးမှာအကြီးမားဆုံးဖြစ်တဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစိုက်ပျိုးရေးထုတ်ကုန်အခြေစိုက်စခန်းကြီးတစ်ခုအဖြစ်တည်ဆောက်သွားကြမယ်အားလုံးကယုံကြည်မှုရှိကြရဲ့လားရှိပါတယ်6ချမ်းဒုက္ခပါပဲတို့ရဲ့ကုန်ပစ္စည်းတင်ဆောင်လာတဲ့ကားကလမ်းမှာအစစ်ဆေးခံရပြီးအဖမ်းခံထားရတယ်လူကြီးမင်းကျွန်တော်တို့ရဲ့စက်တုံဖြူအချက်တွေကစံချိန်စံညောအကုန်လုံးပြည့်မိပါတယ်ခင်ဗျာထုတ်ပိုးတဲ့အိတ်ကလည်းပြည်နယ်ကနေအသစ်ထုတ်ပြန်ထားတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအိတ်တွေဖြစ်ပါတယ်စူပါမားကတ်ကြီးတွေကလည်းပစ္စည်းရောက်မှာကိုစောင့်ဆိုင်းနေကြတာမို့လို့ကျွန်တော်တို့ကိုအမြန်ဆုံးဖြတ်တန်းခွင့်ပြုပေးပါဦးခင်ဗျားတို့ရဲ့စက်တုံဖြူတွေကကော်ပတ်တစိတ်အသုံးပြုထားတာမို့လို့စီကန်းချက်အရလောလောဆယ်ကုန်ပစ္စည်းကိုထိန်းသိမ်းထားပြီးဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးရမှာဖြစ်ပါတယ်ဟောဗျာဒါကဝန်ကြားရွာကလူစွမ်းကောင်းကြီးမဟုတ်လားဘာဖြစ်လို့လဲစက်ယုံအတစ်ကြီးဖွင့်လှစ်ပြီးခါစားရှိသေးတာကိုကုန်ပစ္စည်းကပြဿနာတက်နေရတာလေလူငယ်စီးပွားရေးကိုအလောတကြီးလှုပ်ဆောင်လို့ရင်ဒီလိုမျိုးပြဿနာနဲ့ရင်ဆိုင်ရတတ်တာတဘာဝပါပဲအရာရှိမင်းကျွန်တော်ကစက်ယုံရဲ့တာဝန်ခံဖြစ်ပါတယ်အကယ်၍တစုံတစ်ယောက်ကတို့ရဲ့ကုန်ပစ္စည်းအပေါ်မမှန်မကန်တိုင်ကြားထားတယ်ဆိုရင်တော့စစ်ဆေးချင်းခံယူရမှာကထုံးစံပါပဲဒါပေမဲ့အချိန်ကုန်တက်တာစေဖို့အတွက်ကျွန်တော်ကဒီနေရာတင်ချက်ချင်းစစ်ဆေးဖို့အတွက်အကြံပြုချင်ပါတယ်ဒီလူကတော့ပြည်နယ်တွင်းနာမည်ကြီးသတင်းထောက်တစ်ယောက်ဖြစ်ပါတယ်ကျွန်တော်တို့ဝန်ကြားရွာရဲ့စက်ယုံကဘယ်လိုမျိုးမမှန်မကန်ကိစ္စရပ်တွေကိုမှလွတ်ဆောင်ထားခြင်းမရှိတာမို့လို့စစ်ဆေးမှုကိုရဲရဲဝံ့ဝံ့ရေးဆိုင်နိုင်ပါလေကဲတစ်တာကိုဖွင့်လိုက်စမ်းအရာရှိမင်းအကယ်၍ဒါကတကယ်ကိုစံချိန်မပြည့်မီတဲ့ညဉ့်ညမ်းပစ္စည်းတွေဒါဆိုရင်ဘသူကဒီအထက်ကပစ္စည်းတွေကိုဒီအတိုင်းချက်ချင်းစားရဲပါမလဲကျွန်တော်တို့စက်ယုံကတုံးဆွဲထားတဲ့ပစ္စည်းကတဘာဝပြောင်းမှုကစီတန်းနဲ့လှုပ်ဆောင်ထားတာဖြစ်လို့ဘယ်လိုမျိုးဓာတုပစ္စည်းပါဝင်မှုမှမရှိပါဘူးစက်ယုံမှုချမ်းစာရွက်စာတမ်းတွေနဲ့ပစ္စည်းတွေအားလုံးကစံချိန်စံညွှန်းပြည့်မီတာမို့လို့ပြဿနာမရှိပါဘူးကြည့်ရတာတစုံတစ်ယောက်ကမနာလို့မမှန်မကန်တိုင်ကြားထားတာထင်ပါတယ်အခုချက်ချင်းတွားခွင့်ပြုလိုက်ပါအောင်းငါကြီးလား6ချမ်းကကိုဒီလိုမျိုးနီးလန်းတွေနဲ့ရင်ဆိုင်ရဲတဲ့ပေါ့လေနောက်ကြရင်မင်းကိုဘယ်လိုမျိုးနှိပ်ကွက်ရမလဲဆိုတာငါမှနီးလန်းတွေအများကြီးရှိပါသေးတယ်ဆာလဖာဂျုံ sulfur fumigation တွေကိုပို့ပြီးတော့ထည့်လိုက်စမ်းမီကိုမိုက်တိုက်လေးစက်တုံဖြူကပို့ဖြူပြီးကြီးကောင်းတွေပဲထုတ်ပိုးတဲ့အိတ်ကိုလည်းအသက်တာဆုံး plastic အိတ်ကိုပဲသုံးသူတို့ဝန်ကြားရွာရဲ့ဈေးနှုန်းထက်ထက်ဝက်လောက်တက်တာအောင်ဈေးနှိမ်ပြရမယ်6ချမ်းဒါကဒီနေ့အတွက်တင်ရှေ့ရောက်မြောက်အမှားစားလာဖြစ်တဲ့ဖောက်တယ်ဖြစ်နေပြီးဈေးကွက်ထဲမှာရုတ်တရက်ဖြူပွေးတောက်ပနေတဲ့စက်တုံဖြူအုပ်စုတစုထွက်ပေါ်လာတဲ့ဈေးနှုန်းကတကယ်ကိုမယုံနိုင်စရာကောင်းတော့အောင်တက်တာလုံးလို့တို့ရဲ့စက်တုံဖြူတွေကအခုလုံးဝရောက်မထွက်တော့ဘူး6ချမ်းအခုစက်ယုံရဲ့လေပတ်ငွေကအလုပ်သမားတွေရဲ့လစာပေးဖို့အတွက်ပဲလုံလောက်တော့တဲ့အကယ်၍ဒီကုန်ပစ္စည်းတွေသာလက်ထဲမှာပိတ်မိနေပြီးငွေဖော်လို့မရရင်တို့ရဲ့ငွေကြေးလေပတ်မှုကွင်းဆက်ကတေချာပေါက်ပြတ်တောက်သွားလိမ့်မယ်စက်ယုံမှုချမ်းတို့လီကြားရွာကလာတဲ့ထုတ်ပိုးမှုလုပ်သားတွေကတော့အခုဆိုရင်ရင်တထိတ်ထိတ်ဖြစ်နေကြပြီးအားလုံးကပြောနေကြတယ်သူတစ်ပါးကတက်တာတဲ့ပစ္စည်းတွေသုံးပြီးပတ်စံရှာနိုင်တာပဲတို့တွေလည်းဈေးတက်တာတဲ့ပစ္စည်းအချို့ကိုနည်းနည်းလောက်ရောတော့အသုံးပြုပြီးတော့ကုန်ကျစရိတ်ကိုရှော့ချကြည့်ရင်ကောမကောင်းဘူးလားကုန်ကျစရိတ်ကိုရှော့ချဖို့အတွက်စမ်းမမိတဲ့ပစ္စည်းတွေကိုသုံးရမယ်ဟုတ်လားဒီလိုစကားမျိုးကိုနောင်ကြရင်စိတ်ကူးတဲ့တောင်ထည့်မစင်စားပါနဲ့တို့တွေကရွှွနှုံတွေကနေခက်ခက်ရုံထွက်လာနိုင်ခဲ့တာဘာကိုအားကိုးပြီးတော့လဲတို့အားကိုးခဲ့တာကကိုချင်းစာတရားကိုချင်းတရားပဲတို့အားကိုးခဲ့တာကဒီမြေကြီးကတော့အပေါ်ပေးအပ်ထားတဲ့ယုံကြည်မှုပဲသူတစ်ပါးကစက်မှုသုံးစာလာဟာတွေနဲ့စက်တုံဖြူတွေကိုမှိုင်းတိုက်တာကအကျိုးအမြတ်အတွက်နဲ့လူသက်ကိုရန်ရှာနေတာပဲတို့ဝန်ကြားရွာကသာအဲ့ဒီလိုမျိုးလိုက်လုပ်မယ်ဆိုရင်ကိုတွင်းကိုတူးပြီးတေချောင်းကြံတာနဲ့အတူတူပဲဖြစ်လိမ့်မယ်တို့ရဲ့စက်တုံဖြူဈေးနှုန်းကိုလုံးဝမလျှော့ချရုံနဲ့မကဘူးကျွန်တော်စက်ယုံရဲ့နောက်ဆုံးကြန့်ရှိနေတဲ့ရန်ပုံငွေတွေကိုအသုံးပြုပြီးပြည်နယ်မျိုးတော်ကသတင်းထောက်တွေနဲ့ရွာသူရွာသားပေါင်းကိုတို့ရွာစီကိုဖိတ်ခေါ်သွားအောင်မယ်ဝန်ကြားရွာကနံပါတ်6လေကွင်းကနေကြိုဆိုပါတယ်ဧည့်သည်တော်အပေါင်းတို့ခင်ဗျားတို့ဒီမြေစီလွာကိုကြည့်ရှုပေးကြပါဦးမြေစီလွာကပွားပွားအီအီနဲ့လေဝင်လေထွက်ကောင်းမွန်လာပါတယ်တို့တွေကဓာတ်မျောစာတွေကိုမသုံးဆွဲပဲဇီဝနီးပညာနဲ့အချင်းဖောက်ထားတဲ့တဘာဝမျောစာတွေကိုပဲသုံးဆွဲတာပါဒါကြောင့်မို့လို့စက်တုံဖြူတွေကပို့ပြီးတော့ခိုင်ခန့်ထွားချိုင်းတယ်လို့အနက်အရသာလည်းတကယ်ကိုအစ်စ်မှန်တိုင်းပြေးဝလာပါတယ်ရွာဆက်ယုံလေးတစ်ခုရဲ့တန်ရှင်းရင်းနဲ့စံချိန်စံညွှန်းလိုအပ်ချက်ကမြို့ကြီးပြကြီးကစားတောက်ကုန်ဆက်ယုံကြီးတွေထက်တောင်ပို့ပြီးတော့မြင်မာနေလိမ့်မယ်လို့မထင်ထားမိဘူးဒီစက်တုံဖြူကဈေးကြီးရဆိုပေမဲ့စားသုံးရတာတကယ်ကိုစိတ်ချရတာပဲ
စက်ယုံမှုကိုတကယ်ကိုကျေးဇူးတင်ပါတယ်မျက်မြင်ကိုတွေ့ကြည့်ရှုပြီးမှပဲဒါကတကယ်ကိုကောင်းမွန်တဲ့ထုတ်ကုန်ဖြစ်တယ်ဆိုတာဆုံးဖြတ်နိုင်တော့တယ်အခုချက်ချင်းပဲဟိုဘက်ကဈေးပေါ်ပြီးဆမ်မမီတဲ့ကြက်တုံဖြူတွေကိုဖယ်ရှားပစ်လိုက်မယ်တို့တွေဝန်ကြားရွာရဲ့ထုတ်ကုန်တွေကိုပဲနှစ်ရှည်ကုန်ပစ္စည်းပေးသွင်းမှုအဖြစ်စာချုပ်ချုပ်ဆိုသွားရအောင်6ချမ်းတကယ်ကိုဝမ်းသာစရာကောင်းလာပါတယ်ဝမ်းရဲ့မတရားတဲ့စက်ယုံကအခုဆိုရင်အဟန့်ခံလိုက်ရပါပြီအဲ့ဒီနေရာမှာတင်စက်မှု3ဆလပါတန်ချိန်ပေါင်းများစွာကိုတင်စေရမိခဲ့ပြီးဝမ်ကိုလည်းလက်ထိတ်ခတ်ပြီးချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါပြီညကြရင်ဒီနယ်သတင်းဌာနရဲ့သတင်းစီစဉ်မှာထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်ဒါတွေအားလုံးက6ချမ်းရဲ့ကျေးဇူးကြောင့်လည်းပါဝင်ပါတယ်သူကကျွန်တော်ကိုသူတို့ရဲ့ကုန်တင်ကားနောက်ကိုတိတ်တဆိတ်လိုက်လံစောင့်ကြည့်ခိုင်းပြီးမတရားတဲ့စက်ယုံတွေရဲ့ဒီနေရာကိုစုံစမ်းခိုင်းခဲ့တာပါအခုတော့တက်တီအထောက်ထားခိုင်းလုံသွားခဲ့ပြီမို့လို့ဝမ်ကတော့ထောင်ထဲမှာနှစ်အတော်ကြာဖြတ်တန်းရတော့မှတေးချပါတယ်6ချမ်းတို့ရဲ့ချက်တုံဖြူတွေကအခုဆိုရင်နာမည်ကြီးသွားခဲ့ပါပြီစူပါမားကတ်ကြီးတွေအကုန်လုံးကတို့ရဲ့ထုတ်ကုန်တွေကိုလူပြီးတော့မှာယူနေကြတာမို့လို့အမှားစာတွေကနောက်နေ့ရုံးပိတ်ရက်တွေထိတောင်အပြည့်ဖြစ်သွားခဲ့ပါပြီဒီတစ်ချိန်တော့တို့တွေအေးအေးလူလူနဲ့ပတ်စံထိုင်နေလို့ရပြီပေါ့အမှားစာတွေကနောက်နေ့အထိရှိနေတယ်ဆိုတာတကယ်ကိုဝမ်းသာစရာကောင်းတဲ့ကိစ္စရပ်ဖြစ်ပေမဲ့ဒါကလည်းတို့ရဲ့အားနည်းချက်ကိုပေါ်လွင်စေပါတယ်အဲ့ဒါကတော့ကုန်ထုတ်လုပ်မှုစွမ်းအားမလုံလောက်တာပဲဖြစ်ပါတယ်အကယ်၍တို့တွေကကိုယ့်ရဲ့မြေနေရာလေးတင်ပဲဖက်တွေထားမယ်ဆိုရင်နောက်ကျရင်ပို့ပြီးတော့ကြီးမားတဲ့လုပ်ငန်းစုတွေဝင်ရောက်လာတဲ့အခါတို့တွေနှိတ်ကိုချင်းခံရမှာတေးချပါတယ်6ချမ်းဒါဆိုရင်တို့တွေမြေနေရာတွေကိုထပ်ပြီးတော့မှားယမ်းကြမလို့လားမဟုတ်ဘူးတို့ရဲ့တဘာဝစိုက်ပျိုးရေးနည်းစနစ်တွေနဲ့မြေစီလိုအပြုပြင်ပြောင်းလဲရေးနည်းပညာတွေကိုဘေးပတ်ဝန်းကျင်ကရွာပေါင်းများစွာကရွာသားအပေါင်းတို့စီကိုအခမဲ့မျှဝေတင်ကြားပေးသွားရမယ်စက်ယုံမှုခမားယူသွားပြီလားအဲ့ဒီတဘာဝစိုက်ပျိုးရေးနည်းစနစ်ကတို့ရွာရဲ့အသက်သွေးကြောမဟုတ်လားခမားကဒါတွေကိုသူတဘာကိုတင်ကြားပေးလိုက်တာကကိုယ့်ရဲ့ထမင်းအိုးကိုသူတဘာလက်ထဲအပ်လိုက်တာနဲ့အတူတူပဲပေါ့ဟုတ်ပါတယ်စက်ယုံမှုအပြင်လူတွေကိုအကုန်လုံးတင်ကြားပေးလိုက်ရင်တို့ရွာကဘာနဲ့ပတ်စံရှာတော့မှလဲဒါကကိုယ့်ရဲ့ထမင်းအိုးကိုကိုယ်တိုင်ရိုက်ခွဲလိုက်တာမဟုတ်ဘူးလားအားလုံးပဲငြိမ်ငြိမ်နေပေးကြပါဦးပတ်စံအများကြီးရှာခြင်းနဲ့ဆိုရင်တော့ပါဇက်ပိတ်ပြီးတော့ကျွန်တော်ပြောတာကိုတိတိကျကျနားထောင်ကြစမ်းထမင်းအိုးရိုက်ခွဲတဲ့ဟုတ်လားကျွန်တော်ခင်ဗျားတို့ကိုမေးမယ်တနိုင်ငံလုံးမှာလူဦးရေ1.4ဘီလီယံရှိတဲ့ကြက်တုံဖြူဈေးကွက်ကဘယ်လောက်အထိကြီးမားလဲတို့ရွာ3ရွာတဲ့ရဲ့အင်အားနဲ့တင်တနိုင်ငံလုံးရဲ့လိုအပ်ချက်ပမာဏကိုခင်ဗျားတို့ဖြည့်ဆည်းပေးနိုင်မှာမို့လို့လားအကယ်၍တို့တွေကဒီနည်းပညာကိုကိုယ့်ရဲ့ဆောင်အောက်ထဲမှာပဲလှုပ်ဝက်ထားမယ်ဆိုရင်တို့တွေဘယ်တော့မှစက်ယုံအဆင့်ကနေတက်လန်းနိုင်မှာမဟုတ်ပါဘူးတို့တွေကဘေးပတ်ဝန်းကျင်10မိုင်ပတ်လည်ကရွာတွေတရွာလုံးကရွာသားတွေကိုပါဆွဲခေါ်ပြီးတော့မြေကတောင်းနဲ့ချီတိမ့်နဲ့ချီတဲ့စိုက်ပျိုးရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်ဖွဲ့စည်းလိုက်နိုင်မှာဒါအရေးသွေးမြင့်မားတဲ့ကုန်ပစ္စည်းတွေကိုအထူးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအချိန်ကျရင်ဈေးနှုန်းတက်မှတ်ပိုင်ခွင့်ကတို့ဝန်ကြားရွာရဲ့လက်ထဲကိုရောက်ရှိလာမှာဖြစ်ပါတယ်ဟောဗျာတို့တွေကတရွာလုံးကတောင်သူလယ်သမားအပေါင်းကိုဆွဲခေါ်ပြီးတော့အတူတူပတ်စံရှာကြမလို့လားကျွန်တော်သားကဘာလုပ်မယ်လို့ပြောရင်အဲ့ဒါကိုပဲလုပ်ရမယ်ဘယ်သူမဆိုအကယ်၍အရှုံးပေါ်မယ်လို့တွေးပူနေရင်အစုရှယ်ယာကိုရုပ်သိမ်းသွားနိုင်ပါတယ်ကျွန်တော်ဖိုးကြီးချန်နေနဲ့လုံးဝမတားဆီးပါဘူးနောက်ကြရင်အတူတူကြီးပွားချမ်းသာခြင်းနဲ့ဆိုရင်တော့နောက်ကနေနေပြီးတော့နှောက်ယှက်တာမျိုးတွေကိုလုံးဝမလုပ်ကြပါနဲ့အောင်ကျွန်တော်စက်ယုံမှုခင်ဗျားတို့ရဲ့တဘာဝထုတ်ကုန်အမှတ်တစိတ်ကတကယ်ကိုကောင်းမွန်ပါတယ်ဒါပေမဲ့ဒီစုပ်ပစ္စည်းတွေညဉ့်ညမ်းမှုပြဿနာကိုသာထပ်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်ရွာသားတွေရဲ့တိုင်ကြားမှုကြောင့်စက်ယုံကအပိတ်ခံရမယ့်အနေရရှိနေပါတယ်အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့အကြောင်းကြားစာထုတ်ပြန်လိုက်ပါတယ်မဟုတ်ရင်တော့ချက်ချင်းလုပ်ငန်းရပ်နားရပါလိမ့်မယ်6ချမ်းတို့တွေကကားတွေနဲ့စုပ်ပစ္စည်းတွေကိုတည်ထုတ်နေရတာတည်ယူပို့ဆောင်ရေးစည်းတင်နေတဲ့စက်ယုံကိုပြကျသွားစေနိုင်တယ်ဒါကဘယ်လိုလုပ်ရမလဲစက်ယုံမှုစက်တုံဖြူခွန်တွေကအမြင့်တက်ကျန်းတဲ့ဆိုပေမဲ့ကျွဲဝတဲ့တဘာဝအာဟာရတက်တွေပါဝင်နေပါတယ်နီလန်တကြတာအတုံးချနိုင်ခဲ့မယ်ဆိုရင်ခင်ဗျားတို့မျက်စိထဲမှာစုပ်ပစ္စည်းလို့ထင်ရတဲ့အရာတွေကတကယ်ကိုကြီးမားတဲ့စွမ်းအင်ယတနာတိုက်ကြီးဖြစ်ပါတယ်ပရိုဖက်ဆာလူဒါဆိုရင်ဒီစုပ်ပစ္စည်းတွေကိုယတနာအဖြစ်ဘယ်လိုမျိုးပြောင်းလဲရမလဲဆိုတာရှင်းပြပေးပါဦးပတ်စံဘယ်လောက်ကုန်ကြမလဲဘယ်လိုမျိုးကိရိယာတွေလိုအပ်မလဲစုပ်ပစ္စည်းတွေကနေတဘာဝမျိုးစာထုတ်လုပ်တဲ့လုပ်ငန်းလိုင်းတစ်ခုတည်ဆောက်ရမှာဖြစ်ပါတယ်ဒါကညဉ့်ညမ်းမှုပြဿနာကိုဖြေရှင်းပေးနိုင်ုံတင်မကပဲကြီးမားတဲ့စီးပွားရေးအကျိုးအမြတ်ကိုပါထပ်မံဖြစ်ထွန်းစေနိုင်ပါတယ်6ချမ်းအကယ်၍ဒီတန်ကန်ကြီးကပရိုဖက်ဆာပြောသလိုမျိုးတကယ်ပဲအစွမ်းထက်တယ်ဆိုရင်တို့တရွာလုံးကလူတွေနောင်ကြရင်ထမင်းချက်တဲ့အခါ gas ဖို့အတွက်ပတ်စံကုန်စရာမလိုတော့ဘူးမဟုတ်လားဦးလေးချမ်းထမင်းချက်တဲ့အခါပတ်စံကုန်စရာမလိုတော့ယုံတင်မကဘူးဒီစုပ်ပစ္စည်းတွေအချင်းဖောက်ပြီးလို့ကြန့်ရှိနေတဲ့အနေနှစ်တွေကအကောင်းဆုံးတဘာဝမျိုးစာဖြစ်တာမို့လို့တို့တွေနောင်ကြရင်အပြင်ကနေမျိုးစာတွေကိုပတ်စံကုန်ခံပြီးဝယ်ယူစရာမလိုတော့ပါဘူးခင်ဗျာလင်းပြီဟိတ်တကယ်ပဲမီးလင်းလာပြီဖြို့ဟာဟာဟာဝန်ကြားရွာကလူကြီးမင်းတို့စိတ်အေးအေးထားကြပါဦးရွာသားတို့အားလုံးပဲလာကြပါဦးနတ်မင်းကြီးကတို့ရွာရဲ့ကောက်ပဲတီးနှံတွေကိုကယ်တင်ပေးလိုက်ပြီးပြိုးတို့တွေသဘောတူနိုင်ကြမလားသဘောမတူနိုင်ပါဘူးဟော့တောက်အားလုံးပဲစက်ယုံထဲမှာရှိတဲ့အချင်းဖောက်ပြီးသားရှုံးစည်းရည်တွေအကုန်လုံးကိုအမြန်ဆုံးတည်ထုတ်လာခဲ့ကြပါအိမ်တိုင်းကလည်းအိမ်မှာရှိတဲ့ကောက်ရိုးအဟောင်းတွေအကုန်လုံးကိုအပြင်ထုတ်လာခဲ့ကြပါဒီညတို့တွေကောင်းကင်ကြီးကိုအပူပေးပြီးတော့ဒီဆိုင်ခင်းတွေကိုတေချာပေါက်ကာကွယ်ရမယ်6ချမ်းဒီဘက်ကတော့အကုန်လုံးဖုံးအုပ်လို့ပြီးတော့မှာပါမိကိုမငိမ့်စေနဲ့ဆက်ပြီးတော့ရှို့ထားလိုက်ဦးအားလုံးပဲအားတင်းထားကြပါဦးနောက်ထပ်3နာရီလောက်ပဲအောက်ခံထားလိုက်ရင်မနဲ့လင်းတော့မှမို့လို့မိကိုလုံးဝအငိမ့်မခံပါနဲ့အကုန်လုံးအသက်ရှင်ကြံရစ်ခဲ့ပြီအားလုံးအသက်ရှင်ကြံရစ်ခဲ့ပါပြီကွာနတ်မင်းကြီးကတို့ရွာရဲ့အသက်သွေးကြောတွေကိုမဖျက်ဆီးခဲ့ပါဘူးဒါကတို့ရဲ့စင်းရဲနွမ်းပါလာတဲ့ဝန်ကြားရွာဟုတ်ပါဦးမလားဒီလမ်းကမြို့ပေါ်ကလမ်းတွေထက်တောင်ပိုပြီးတော့ကောင်းမွန်နေပါသေးတယ်လား
တို့ရွာကအခုဆိုရင်အားလုံးပဲအကျိုးအမြတ်ခွဲဝေမှုတွေရရှိနေကြပြီးစက်ရုံမှာလည်းကုန်စည်ပို့ဆောင်ရေးအဖွဲ့နဲ့ online အယောင်းဌာနတွေပါတိစောက်ထားတဲ့ဥစ္စာ堂弟， မင်းကအပြင်မှာ online အယောင်းလုပ်ကိုကင်နေတာဆိုတော့တကယ်ကိုကောင်းတာပေါ့ငါကလည်းအခုရှိနေတဲ့ထုတ်ကုန်တွေကို online ပေါ်ကနေလူလူရဲ့ထမင်းစပွဲပေါ်အထိဓာတ်ရိုက်ရောင်းချနိုင်ဖို့ပြင်ဆင်နေတာ6ကိုမင်းစိတ်ချလက်ချထားလိုက်ပါအစတုန်းကလေယာစိုက်ပျိုးရေးကအနာဂတ်မရှိဘူးလို့ထင်ခဲ့ပေမဲ့အခုတော့တေချာပေါက်ရွာမှာပဲနေပြီးတော့ကြီးမားတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်အောင်လှုပ်ဆောင်သွားတော့မယ်6ချမ်းစကရိယာကုန်ကြစည်တွေအလုသမားလာစာတွေပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေနဲ့နောက်နှစ်အတွက်ကြိုတင်ပြင်ဆင်ထားတဲ့ရန်ပုံငွေတွေအကုန်လုံးကိုနှုတ်ယူပြီးတာတော့မှတို့ရွာ3ရွာရဲ့စုစုပေါင်းအကျိုးအမြတ်ခွဲဝေမှုကတကယ်ကိုနက္ခတ္တဗေဒကိန်းကနန်းလိုမျိုးအများကြီးဖြစ်ထွန်းနေပါတယ်ဒါဆိုရင်တို့တွေဘာကိုစောင့်နေအောင်မှလဲ6ချမ်းအခုချက်ချင်းပဲရွာသားတွေကိုပတ်စံအစ်စ်တွေထုတ်ပေးလိုက်ရအောင်လေဟာမနှက်ပြန်မနှက်စောစောကြရင်အားလုံးပဲအိတ်တွေအစင်တင်ပြင်ထားခိုင်းလိုက်ပါရွာထိပ်ကတစ်ပင်ကြီးအောက်မှာအကျိုးအမြတ်တွေခွဲဝေပေးသွားမယ်အားလုံးပဲအစီအစဉ်တကျတန်းစီပေးကြပါဦးနာမည်ခေါ်တဲ့သူကရှေ့ကိုလာပြီးတော့ပတ်စံလာရောက်ထုတ်ယူပေးကြပါဦးလေးချမ်းအရင်နည်းနဲ့အကျိုးအမြတ်ခွဲဝေမှုစုစုပေါင်း185တူညပါခင်ဗျာလက်မင်းကြီးရေဒီမြေကြီးတဲကနေတကယ်ပဲရွှေတွေထွက်လာနိုင်တာပဲလားလီကြားရွာကလီယိုစွမ်း123တူညပါခင်ဗျာစက်ယုံမှုချမ်းအစတုန်းကကျွန်တော်ကပဲအမြင်ချင်းမြောင်းပြီးသဘောထားသေးသိမ့်ခဲ့မိတာပါအခုလိုမျိုးအတိတ်ကအာဃာတတွေကိုမထားပဲတို့လီကြားရွာကိုပါဆွဲခေါ်ပြီးချမ်းသာအောင်လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျားကတို့တရွာလုံးရဲ့ကျေးဇူးရှင်ကြီးပါပဲဗျာတွေ့ကြပြီမလားအစတုန်းကငါပြောခဲ့တာပဲ6ချမ်းနောက်ကိုလိုက်လို့ရင်တေချာပေါက်မှန်ကန်လိမ့်မယ်လို့ပြောခဲ့တာ6ချမ်းအစတုန်းကမင်းကအိမ်ကိုအပေါင်ထားပြီးစက်ယုံထောင်ဖို့လုပ်တော့ကငါကဓမျက်စီးနဲ့မင်းနောက်ကိုလိုက်ရိုက်ခဲ့တာအဲ့ဒါကမင်းမိသားစုကိုဒုက္ခပေးမိမှာစိုးလို့ပါအခုတော့အဖေတကယ်ကိုကျေနပ်မိပါပြီငါမင်းကိုဂုဏ်ပြုပါတယ်မင်းကတို့ရွာသားတွေကိုဒီရွှေရောင်မြေပြင်ပေါ်မှာလူပီသက်စွာနဲ့ရှင်တန်နိုင်အောင်လှုပ်ဆောင်ပေးခဲ့တာပဲ6ချမ်းအခုဆိုရင်တို့ရွာကမြို့ပေါ်ထက်တောင်ပို့ပြီးတော့နေလို့ထိုင်လို့ကောင်းမွန်နေပါပြီအစတုန်းကအိမ်မက်ထဲတောင်ထက်မှတ်ဖို့မရဲခဲ့တဲ့အခုလိုမျိုးကောင်းမွန်တဲ့နေ့ရက်တွေကိုတို့တွေဖြတ်တန်းခွင့်ရရှိနေကြပြီရှောင်းမေတကယ်တော့တို့တွေလှုပ်ဆောင်ခဲ့တဲ့အရာကကြီးကျယ်ခမ်းနားလာတာမျိုးမဟုတ်ပါဘူးဒီမြေကြီးထဲမှာအစကတည်းကရွှေတွေမြုပ်နှံထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့ရွာသားတွေကအစတုန်းကဘယ်လိုမျိုးတူးဖော်ရမလဲဆိုတာမသိခဲ့ကြသလိုတွားပြီးတော့တူးဖော်ဖို့လည်းမရဲခဲ့ကြတာပါလူများစုကပြောကြတယ်ကျွန်တော်ကတွက်ချက်မှုတော်တဲ့အခွင့်အရေးကောင်းတဲ့ကြုံတွေ့ခဲ့ရတယ်လို့ပြောကြပေမဲ့ကျွန်တော်ကိုယ်တိုင်ပဲသိပါတယ်အခုလိုမျိုးရွှေရောင်မြေပြင်ကနေအကျိုးအမြတ်တွေစင်ဆက်မပြတ်ရရှိနေတာကဘယ်လိုမျိုးလျှို့ဝှက်ချက်ကြောင့်မှမဟုတ်ပါဘူးဒါကရွာသားတွေရဲ့အရှုံးမပေးပဲစူးစမ်းအားထုတ်မှုတွေနဲ့တို့တောင်သူလယ်သမားတွေရဲ့သွေးထဲမှာစီးဆင်းနေတဲ့ရည်စည်းလွှာအပေါ်ယုံကြည်